အားလုံးပဲကျွန်တော်မိသားစုတွေလည်းတွေ့ရတဲ့အတွက်လည်းတကယ်ကျေးဇူးတော်ချီးမွမ်းတယ်ဒီကနေ့မှာကျွန်တော်တို့အသင်းတော်ကိုလာပြီးတော့မြန်မာစီစဉ်မှာလာရောက်ပြီးတော့ဒေသနာဟောကြားဖို့အတွက်ရောက်ရှိလာတဲ့ဆရာတော်ကျွန်တော်တို့ Full Gospel အသင်းတော်ရဲ့ဆရာတစ်ပါးဖြစ်ပါတယ်ဆရာKhen Kipဖြစ်ပါတယ်ပြီးတော့ဆရာကအခုကိုလာတင်တန်းရဲ့အကြောင်းအကြည့်လဲဟုတ်တယ်နော်ဆရာဆိုတော့အရန်ဟိုဖះအသုံးပြုတဲ့ဆရာတစ်ပါးဖြစ်တယ်သူရဲ့အမျိုးသမီးနဲ့လည်းအတူတကူနော်မိသားစုလိုက်လာရောက်ပြီးတော့လာရောက်တဲ့အတွက်လည်းကျေးဇူးကိုဖះရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဖះရှင်ဆရာတို့လင်မယားကိုတာ၍ကောင်းကြီးပေးပါစေဆိုတော့ကျွန်တော်တို့အာရပါရကျွန်တော်တို့ဆရာကိုတော်၎င်းဆရာကိုအသုံးပြုမဲ့တန်ရှင်သောဝိညာဉ်တော်ကို၎င်းကြိုဆိုတဲ့အနေနဲ့လက်ခုပ်အာရပါရအကျေဆုံးဒီတော့ကျွန်တော်တို့ခေါ်ဖိဖို့လက်ခေါ်ဖိလိုပါတယ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်က Khen Kip လို့ခေါ်ပါတယ်ကျွန်တော်မျိုးသမီးနာမည်က Zamnu လို့ခေါ်တယ်ကျေးဇူးတော်ကြောင့် Full Gospel အသင်းတော်မှာအမှုတော်ဆောင်တယောက်အနေနဲ့ပါဝင်ရတယ်ပြီးတော့ခုနမိတ်ဆက်ထားတဲ့အတိုင်းပဲကျမ်းစာကျောင်းမှာပါဝင်တယ်ပြီးတော့အသင်းတော်ကဏ္ဍမှာလည်းပါဝင်တယ်ပြီးတော့နောက်တစ်ခုထပ်ပြောချင်တာဒီနေ့ထဲမှာပေါ့နော်ဘုရားရှင်ကကျွန်တော်ကောင်းချီးပေးပြီးတော့ promote ထားတယ် assistant pastor ကျွန်တော်2ယောက်ရှိပါတယ်အဲ့ဒီထဲကကျွန်တော်1ယောက်ဖြစ်ပါတယ်ပြီးတော့ဒီနေ့ထဲမှာပဲ ordination ရထားတာဖြစ်တယ်အာမင် okay လက်ခုပ်တီးပေးပါဦး okay ကျေးဇူးတင်တယ်ဒီမှာကျွန်တော်အနေနဲ့လာရောက်ရတာခဏတော့လာပါတယ်ဒါပေမဲ့ဒီလိုတရားဟောတာတော့သိမရှိဘူးကုန်ခဲ့တဲ့နှစ်မှာတော့ကျွန်တော်ဒီလူငယ်တွေအနေနဲ့ဒီမှာဒီဘုရားကျောင်းကိုကျွန်တော်တို့သုံးပြရတော့ခွင့်ကိုရပြီးတော့ကျွန်တော်ဒီမှာနှုတ်ကပတ်တော်ဝင်ငါခဲ့ဘူးတယ်ဒါပေမဲ့ဒီ TBCY ကချင်းပါတော့ဦးဆောင်တော့အစီအစဉ်တော့ကျွန်တော်အနေနဲ့ပထမဆုံးအချိန်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်မြန်မာလိုပြောတဲ့အခါမှာချင်းမြန်မာလိုပြောမှာဖြစ်တယ်အာမင်ဒါကြောင့်ချင်း version မြန်မာနဲ့နားထောင်ပေးပါလို့ okayဒီကျွန်တော်ကိုခေါ်ပေးတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်တယ်ဆရာမမောင်ပြီးတဲ့ခါမှာဒီမှာရှိတဲ့ဆရာဆရာမတွေအားလုံးယုံကြည်သူအားလုံးပေါ်မှာအထူးကျေးဇူးတင်ကြောင်းပြောခြင်းနဲ့ကျွန်တော်တရားဟောရင်တိတ်မရှိဘူးမိနစ်30ကနေတနာရီခွဲလောက်ပဲကြာတယ်ဒါကြောင့်ကျွန်တော်ကြားရတဲ့ဆရာမမောင်ပြီးတော့ဒီမှာဆရာမနေတို့ကျင်းတို့တွေကမိတ်ဆက်ပေးတာဗာပြောပြလဲဆိုတော့မြန်မာစီစဉ်မှာလာတဲ့သူကစာငတ်တဲ့သူပဲလာတယ်တဲ့အာမင်ဟုတ်ပါသလားဟုတ်ပါတယ်ဆိုအာမင်ကြကြပြောရအောင်စာငတ်တဲ့သူကလေကျွန်တော်ဆိုရင်ပြောင်းလဲခါစဆိုရင်တော့ကိုအခုလည်းစာငတ်ပါတယ်အဲ့ဒီတုန်းကဆိုပိုစာငတ်တယ်လို့ပဲခံစားရတယ်ဒါပေမဲ့ကျွန်တော်ယုံကြည်ခြင်းဆိုတာကဘာလဲဆိုတော့ကြားနာခြင်းအဖြစ်လာတယ်လို့ပဲခဏကြားတဲ့အခါမှာဒီထဲက fire ကဘာလဲမိကဆက်ပြီးတော့တောက်လံဖို့လိုအပ်တယ်ဟာလေလုယာဒါကြောင့်များကြားဖို့လိုတယ်ဆိုတာကျွန်တော်အနေနဲ့ပြောခြင်းတယ်ပထမဦးဆုံးနောက်ဆုံးမှပြောမယ့်စကားလုံးကိုကျွန်တော်အရင်ဆုံးပြောချင်တယ်အာမင်ဘာဖြစ်လို့ဆိုတော့တရားဟောတဲ့အခါမှာနောက်ဆုံးအနေနဲ့ဆိုတာကိုအားလုံးကသဘောကျတယ်ဆိုတော့နောက်ဆုံးနဲ့ရင်စမယ်နော်အဲ့ဒါကဘာလဲဆိုတော့မန္တလေးမှာကျွန်တော်9နှစ်လောက်ပရာဒီတူဘုံနော်အသင်းတော်မှာကျွန်တော်9နှစ်လောက်ဆက်ကပ်ခဲ့တယ်ဆရာကမဟောက်စီမှာပေါ့နော်အဲ့မှာဆက်ကပ်ခဲ့တဲ့အခါမှာဆရာကြီးတစ်ပါးကအဲ့မှာရှိတဲ့နှစ်ချင်းကဆရာကြီးတစ်ပါးသူကကရင်နဲ့ချင်းဖြစ်တယ်ဆရာကြီးတစ်ပါးကျွန်တော်စာသင်ပေးတော့ပြောပြလေးရှိတဲ့စကားလုံးကိုဒီနေ့ထိကျွန်တော်မေ့လို့မရဘူးမမိနေတော့ဖြစ်တယ်အဲ့ဒီစကားလုံးနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်ဝင်ငါမှာဖြစ်တယ်သူပြောသွားတာတော့မဟုတ်ပဲနဲ့သူပြောသွားတဲ့စကားလုံးတစ်ခုကိုကျွန်တော်စာကြောင်းတစ်ခုကိုပြောချင်တာဖြစ်တယ်တေချာလေးနားထောင်ပေးပါဒီဟာလေးကိုကျွန်တော်တရားမဟောခင်မှာ question အနေနဲ့မေးချင်တာဖြစ်တယ်ဒါကဘာလဲဆိုတာကိုစဉ်းစားပေးကြပါနော်ဝိညာဉ်နှစအကျိုးမသားအယိုးတကူရှိနောက်တစ်ခါနော်ဝိညာဉ်နှစအကျိုးမသားအယိုးတကူရှိဘယ်သူအကြောင်းကိုပြောချင်တာလဲကျွန်တော်တို့အကြောင်းကိုပြောချင်တာလားဘယ်သူတဆုံတယောက်ရဲ့အကြောင်းကိုပြောချင်နာမည်နဲ့ပြောပြလို့ရမလားဝိညာဉ်နှစအကျိုးမသားအယိုးတကူရှိတဲ့ကြားဘူးလား
ဝိညာဉ်နှစရဲ့အကျိုးကမတာအယိုးပင်လင်တကူရှိစေတယ်ဝိညာဉ်အစအကျိုးမတာအယိုးတကူရှိဆိုရက်နှုတ်ကပတ်တော်ကိုဒီနေ့ကျွန်တော်ဝင်ငါချင်တာဖြစ်တယ်တရားဟောဖို့တမျှဆရာတွေရဲ့တရားဟောကောင်းစဉ်ထဲမှာတော့အရှိဆုံးဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်အဲဒါကြောင့်ဝိညာဉ်အစအကျိုးမတာအယိုးတကူရှိနော်ဓမ္မရာဇဝင်တတိယစာဆောင်ထဲမှာအခန်းကြီး19အပိုင်ငယ်19ကနေ21ကျန်တဲ့ဟာတွေတော့ကျွန်တော်တိတ်အချိန်ပေးနိုင်တော့ဖတ်မယ်ကျန်တဲ့ဟာတော့တိတ်မဖတ်တော့များတယ်ဆိုတော့နော်ကျမ်းစာတစ်ခုလောက်ဖတ်ချင်ပါတယ်ထိုအရက်မှအေလိယသည်တွားပြီးလျင်နွားငါးရှင်းနဲ့လဲထွန်လျက်နောက်ဆုံးနွားရှင်း၌ကိုယ်တိုင်လိုက်သောရှာဖတ်သားအေလိရှဲကိုတွေ့၍အနား၌ရှောက်စဉ်တွင်မိမိဝလုံကိုသူ့အပေါ်မှာတင်လေ၏အေလိရှဲသည်နွားတို့ကိုပစ်ထား၍အေလိယနောက်သို့လိုက်လျက်အကျွန်ုပ်သည်မိဘကိုနမ်းပါရစေတို့ပြီးမှကိုရောနောက်သို့လိုက်ပါမည်ဟုအခွင့်တောင်းလျင်အေလိယကပြန်သွားလောငါသည်တင်၌အဘယ်တို့ပြုပြီးတနည်းဟုဆိုတော့အေလိရှဲသည်ပြန်သွား၍နွားတရှင်းကိုတပ်ပြီးမှနွားသားကိုလဲထွန်သောတစားနှင့်ပြုတ်၍လူများတို့အားကျွေးလေ၏တို့ပြီးမှထ၍အေလိယနောက်သို့လိုက်လျက်လက်ထောက်ဖြစ်လေ၏ဟာလေလုယာဖတ်ကြားသွားတော့နှုတ်ကပတ်တော်ဖြင့်အရောက်တိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေဒီကျမ်းစာကျွန်တော်ဖတ်သွားတဲ့အခါမှာတချို့တော့သူတွေကဒီလိုပြောနိုင်တယ်အပိုင်ငယ်16ထဲမှာဘာတွေ့ရလဲဆိုတော့အေလိယဒီတွားပြီးလျင်တဲ့နွားငါးရှင်းနဲ့လို့ပြောထားတယ်လဲထွန်လျက်လို့ဒါပေမဲ့တခြားကျမ်းစာမှာဥပမာတိရမ်ကျမ်းစာအုပ်မှာပါဆိုရင်နွားဆက်နှရှင်းလို့ရေးထားတယ်အင်္ဂလိပ်ကျမ်း version တွေထဲမှာလည်းပဲဘယ် version ပဲကြည့်ကြည့်နွားနော်ဆက်နှရှင်းနဲ့ဒါဆိုအကောင်ကြီးတော့မတူတော့ဘူးဒါပေမဲ့သူ့ရဲ့ main focus ကဘာလဲဆိုတော့နွားဖြစ်ဖို့အရေးကြီးတယ်အာမင်ပြီးတဲ့အခါမှာထွန်လဲပါတယ်လဲထွန်တယ်ဆိုတာအရေးကြီးတယ်အဲ့ဒါကြောင့်အဲ့ဒီကိန်းကဏ္ဍတွေနဲ့ digit တွေနဲ့ကျွန်တော်အလုပ်မရှုပ်ဘူးအရင်ရေးကြီးတယ်ဆိုတာအရင်ဆုံးတောင်းပန်ခြင်းတယ်ဒါကြောင့်မြန်မာကျမ်းစာမှာတော့9ရှင်းလို့ရေးထားတယ်အင်္ဂလိပ်ကျမ်းစာမှာ12ရှင်းချင်းကျမ်းစာမှာ12ရှင်းလို့ရေးထားတယ်ဒါပေမဲ့အရေးကြီးတာကနွားနဲ့လဲထွန်တယ်ဆိုတာကိုအရေးကြီးဆုံးပြောချင်တာဖြစ်တယ်အဲ့ဒီမှာတနေ့တော့အခါမှာ prophet Elijah ဣသီလတွေအမတန်မှစိတ်ချရတော့ခိုလုံရတော့ဘုရားသခင်အတန်ကိုခဏခဏကြားပါတယ်ဆိုတဲ့ပုံကူကဘုရားသခင်အချိန်တန်လာတဲ့အခါမှာဘာပြောလဲဆိုတော့အေလိယသင်ရဲ့အချိန်ကျွန်တော်အခုခက်အမျိုးသမီးကြီးတွေရဲ့ဝိညာဉ်ရေးရာဆန်တဲ့နော်ဝိညာဉ်ရေးခါမီလို့ပြောကြချင်းလို့ဆိုရင်ခမီးတွေရဲ့ပြောတဲ့ feel ပြည့်ပြီတဲ့နော် feel ကျင်တာဆိုတဲ့လို့အေလိယလည်းပဲသူ့ရဲ့ feel ပြည့်သွားပြီနော်ဘုရားသခင်ခိုင်းထားတဲ့တာဝန်ပြည့်သွားတဲ့အခါမှာအေလိယတဲ့သင်အချိန်ပြီးသွားပြီတင်းတန်းကုန်သွားပြီ update လုပ်ဖို့လိုတယ်တဲ့ update လုပ်ဖို့လိုတယ်အဲ့ဒါကြောင့်နောက်တစ်ယောက်ကိုသင်ရွေးချယ်ရမယ်အဲ့ဒီပုဂ္ဂိုလ်ကဘယ်သူလဲဆိုအေလိရှေလို့အဓိပ္ပာယ်ရတယ်သူနာမည်ကအေလိရှေပြီးတော့အခုအချိန်မှာသူဟာအလုတ်လုံနေတော့သူဖြစ်တယ်အဲ့ဒါကြောင့်တွားပြီးတော့အဲ့ဒီအလုတ်လုံနေတော့အေလိရှေကိုတွေ့အောင်ရှာပြီးတဲ့အခါမှာသူ့ကိုတွားပိတ်သိမ့်လိုက်သင်ကိုစားငါရဲ့လူမျိုးဣတိလလူတွေအားလုံးတဲ့သူ့ကိုငါရွေးချယ်ထားတယ်သွားပါဆိုတဲ့အခါမှာအေလိယအနေနဲ့နာမည်နဲ့ဖော်ထားတယ်လားတော့မသိဘူးဒီကျမ်းစာထဲမှာတော့အပေါ်ပိုင်းမှာအဲ့လိုအတိအကျမရေးထားဘူးအဲ့ဒါနဲ့အေလိယအနေနဲ့သူ့ရဲ့နောက်လိုက်ဖြစ်မဲ့သူ့ရဲ့လက်ထောက်ဖြစ်မဲ့သူ့နောက်မှာဆက်ခံမဲ့ဗိတ်သိက်ချင်းကိုတည်ဆောင်မဲ့ပုဂ္ဂိုလ်ကိုရွေးချယ်တော့မဟဲ့ဆိုတဲ့အခါမှာတခါတည်းလမ်းလျှောက်လာတယ်ရှောက်တယ်နောက်ဆုံးမှာမြုပ်ဆွန်ရောက်သွားပြီနော်ဟိုးလိုင်တာရောက်အစွန်ပဲရောက်သွားပြီရွှေပြည်သားရဲ့အစွန်ပဲရောက်သွားပြီဟိုးအဝေးကြီးရောက်သွားပြီရန်ကုန်မြို့ရဲ့အပြင်ရောက်နေပြီအဲ့ဒါနဲ့ဘာဖြစ်လာလဲဆိုတော့ကိုတော်လူမရှိတော့ဘူးသွားအောင်တဲ့သွားပါတဲ့အဲ့ဒါနဲ့ဒီမိုင်ပိုင်းထိုင်ထိုအရက်မှအေလိယသည်သွားပြီးလျင်တဲ့ဖယားသခင်ခိုင်းတဲ့နေရာကနေသွားတယ်တဲ့ဒီနေ့ကျွန်တော်ခွန်အားပေးချင်တာကဖယားသခင်ကထိုင်နေသောယုံကြည်သူမဖြစ်စေချင်ဘူးအာမင်ပြောရအောင်ထိုင်နေသောယုံကြည်သူမဖြစ်စေချင်ဘူးအာမင်တဆုံတစ်ခုခုလှုပ်စေချင်တော့ဖယားသခင်ဖြစ်တယ်ဟာလေလုယာနော်ပြောချင်တာကထိုင်နေမယ်ဆိုရင်နော်ကျွန်တော်ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတော့အခုဘုရားကျောင်းထဲမှာပြောတာမဟုတ်ပဲနဲ့နော်ကျွန်တော်ရဲ့အသက်တာကိုပြောတာဖြစ်တယ်အဲ့ဒါကြောင့်အေလိယတင်သွားပါတဲ့အဲ့ဒါနဲ့အေလိယခြေလန်းလိုက်ရတယ်နောက်ဆုံးမှလူမရှိတော့ဘူးလို့ထင်နေတဲ့အချိန်မှာဘုရားသခင်ဆက်သွားပါဦးတခါတလေလူအနေနဲ့မဖြစ်နိုင်တော့ဘူးလို့ထင်နေတဲ့အချိန်မှာဘုရားသခင်ကငါမဆရသေးဘူးတဲ့ဟာလေလုယာငါအမှုမပြုတ်ရသေးဘူးဆက်သွားအောင်ဆိုပြီးတော့ပြောတတ်တဲ့အချိန်တွေရှိတယ်ဟာလေလုယာအဲ့ဒါနဲ့အေလိယကဆက်သွားတယ်
နောက်ဆုံးမှလေကွင်းပြင်ရောက်လာတယ်ကိုတော့လေကွင်းတောင်ရောက်နေလူနေအိမ်မဟုတ်တော့ဘူးအဲ့လိုပြောတဲ့အခါဆက်သွားတဲ့သွားတဲ့အခါမှာဟိုးအဝေးကြီးတနေရာမှာလူက12ယောက်လောက်ရှိတယ်မြန်မာကျန်းစာမှာတော့15ယောက်ပေါ့အဲ့မှာနောက်ဆုံးနွားရှင်းနဲ့လေထုံနဲ့အေလိရှဲကိုတွေ့တယ်တဲ့ဘုရားသခင်ကအေလိယအဲ့ဒီနောက်ဆုံးကလူကိုငါဗိတ်သိက်ချင်တော့သူဖြစ်တယ်ငါရွေးကောက်ချင်တော့သူဖြစ်တယ်သူအားဖြင့်ငါရဲ့လူမျိုးတွေကိုကောင်းချီးခံစားဖို့ဝိညာဉ်ရေးရမှာနတ်ဆတော့ကောင်းချီးတွေခံစားဖို့လို့ငါသူ့ကိုငါရွေးချယ်ထားတယ်အဲ့ဒါကြောင့်သူ့ကိုရွေးနှုတ်လိုက်သူ့ကိုခေါ်လိုက်လို့ပြောတဲ့ခါမှာအေလိယကသူ့ဝတ်လုံပေါ်ဝတ်လုံကိုချွတ်ပြီးတော့ပြစ်လိုက်တယ်ပြစ်လိုက်တော့လေထုံနေတဲ့အေလိရှဲပေါ်မှာဝတ်လုံချက်ချင်းရောက်လာတယ်ရောက်လာတော့ချက်ချင်းကင်လိုက်တော့ဟာဂျိုင်းနိုင်နေနဲ့ဆိုပြီးတော့မပြောဘူးအာမင်ကြည့်လိုက်တဲ့ခါမှာအမတန်မှလေးစားရတော့ဤတီလတိုင်းနိုင်ငံတစ်ခုရဲ့အားထားရတော့ prophet ကြီးဖြစ်နေတယ်လန့်သွားတာဟာဘာသဘောရှိလဲဘာအကြောင်းရှိလဲဘာအကြောင်းထုလဲဘာဖြစ်လို့ကျွန်တော်ကိုပြစ်ပေးရတာလဲလို့ပြောတဲ့ခါမှာဘုရားကတင့်ကိုခေါ်တယ်ကျမ်းစာထဲမှာတော့ဣတိမရွေးမရေးထားဘူးအဲ့ဒါကအေလိရှဲချင်းတီဝတ်လုံကိုကင်တဲ့ခါမှာချင်းတီတယ်နော်ချင်းတဘောပေါက်တာဘုရားကငါ့ကိုခေါ်တယ်အဲ့ဒါကြောင့်ချင်းပဲသူ့နွားကိုရက်ခိုင်းလဲကုန်းပေါ်တက်တယ်လေထုံနဲ့တစားထွန်တုံးတွေလဲသူမသွားတယ်အဲ့ဒါနဲ့ဘာပြောလဲဆိုအေလိယစီမှာကိုတော်တဲ့ဖြစ်နိုင်ရင်အခုကျွန်တော်အိမ်ပြန်ခြင်းတယ်တဲ့မိသားစုအသင်းတော်နော်အတိုင်းဝိုင်းတွေအားလုံးညီကိုမောင်တို့ဆရာသမားတွေအားလုံးခေါ်ပြီးတော့စုတောင်းပွဲလုပ်ခြင်းတယ်တဲ့သူပြောတာနော်ဒီကျမ်းစာထဲမှာဣတိမရွေးပြီပဲအဲ့လိုပဲအဲ့ဒါနဲ့သူ့နွားနှကောင်ကိုတခါတည်းပိုင်းဆင်းလိုက်တယ်တဲ့ခုတ်လိုက်တယ်သူလေထွန်းတစားနဲ့ချက်ပြုတ်လိုက်တယ်လာတဲ့ဧည့်သည်အားလုံးကိုကျွေးမွေးလိုက်ဒီနေ့ကစပြီးတော့ကျွန်တော်ဟာလေသမားမဟုတ်တော့ဘူးဟာလေလုယာဤသီလတိုင်းနိုင်ငံတစ်ခုလုံးအတွက်ကုစားပြုမဲ့ prophet ဖြစ်မယ်အေလိယရဲ့နောက်လိုက်တော့သူဖြစ်မယ်လက်ထောက်ဖြစ်မယ်ဆိုပြီးတော့ဆက်ကပ်လိုက်တယ်ဟာလေလုယာအဲ့ဒီဆက်ကပ်တဲ့ချိန်ကစပြီးတော့ဘုရားသခင်ကသူ့ကိုလည်းအသုံးပြုပါတယ်ကောင်းချီးပေးတယ်မြောက်များစွာသောကောင်းချီးတွေကိုချပေးတယ်ဆိုတော့ကျွန်တော်သိရတယ်ဒီနေ့ကျွန်တော်ပြောချင်တော့အရာကအချက်၄ချက်ရှိတယ်နံပါတ်1ချက်ကဘာလဲဆိုတော့ Second King chapter 2 verse 1မှာရှိတယ် verse 1ကနေကျွန်တော်ဖတ်ဖို့ပြတယ်เนาะအဲ့ဒါအားလုံးတော့ကျွန်တော်မဖတ်တော့ဘူးအဲ့ဒါမှာပရမဦးဆုံးနေရာကတစ်ချက်လောက်ပဲမယ်ထာဝရဘုရားသည်အေလိယကိုလေပွေအားတဲ့ကောင်းကင်တို့ချီတော်မူချိန်နီးသောအခါတဲ့အေလိယသည်အေလိရှဲနဲ့အတူဂိလဂါလမြို့သို့သွား၏တဲ့ထာဝရဘုရားကလေပွေအားဖြင့်မြင်းမြင်းယထာအဖြစ်အေလိယကိုခြီဆောင်ဖို့နီးသောအခါမှာတဲ့ငါသွားရတော့မယ်အေလိရှဲဒါကြောင့်ငါ့ကိုလိုက်ခဲ့ဆိုပြီးတဲ့အခါမှာနှစ်ယောက်သားလိုက်လာကြတယ်တဲ့အဲ့ဒါနဲ့မြို့တစ်မြို့ရောက်လာတယ်အဲ့ဒီမြို့နာမည်ကဘာလဲဆိုဂိလဂါလဂိလဂတ်လို့ခေါ်တယ်ဂိလဂတ်ဆိုတဲ့နေရာရောက်သွားတဲ့အခါမှာအေလိယကအေလိရှဲဒီမှာနေရခဲ့တော့ဖယားသခင်ငါ့ကိုခြီဆောင်တော့မှာဖြစ်တယ်တင်လန်းခုလက်တစ်ခုခုမှာဒုက္ခရောက်သွားမယ်ဆိုမကောင်းဘူးအဲ့ဒါကြောင့်ဒီမှာစောင့်နေခဲ့လို့ပြောတဲ့အခါမှာအေလိရှဲကဘာပြောလဲဆိုတော့ကိုတော်အသက်ရှင်တဲ့အတိုင်းထာဝရဘုရားအသက်ရှင်တဲ့အတိုင်းကိုတော်နဲ့ကျွန်တော်မခွာရဘူးကိုတော်ကိုကျွန်တော်မျက်မှောက်ကနေခေါ်သွားတဲ့အချိန်ထိနောက်ဆုံးထိကျွန်တော်လိုက်မယ်လို့ဆက်ကပ်သွားတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီနေ့ဘုရားသခင်ကကျွန်တော်ယုံကြည်တော်သူများသူ့အမှုတော်ထဲမှာကျွန်တော်ပါဝင်တဲ့ကဏ္ဍထဲမှာလုံးဝအဆုံးတိုင်အောင်လိုက်လျှောက်ဖို့အလိုငါအလိုရှိတဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးလက်ဘုရားကိုချီးမွမ်းရအောင်အာမင်အဲ့ဒါနဲ့ဘာဖြစ်လာလဲဆိုတော့အေလိယကအဲ့ဒီဂိလဂါလရောက်တယ်ဂိလဂါနော်ရောက်လာတဲ့အခါမှာအေလိရှဲလည်းရောက်တယ်အေလိယကနေခဲ့ပါခြေဆုပ်ပြုတ်ပြီးတော့ငါဟိုမှာသွားရမယ်ဘက်တယ်မှာသွားရမယ်တဲ့ဘေဒလသွားရမယ်အဲ့လိုပြောတဲ့အခါမှာကိုရောကျွန်တော်ကိုမသားပါနဲ့ကိုရောနဲ့လိုက်တော့အခွင့်ကိုပေးပါဒီနေ့ဂိလဂါလဂိလဂါလဂိလဂါဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့မြန်မာလိုခက်စကားနဲ့တော့ပြောမှဆိုတာတိုင်ပတ်လို့ခေါ်တယ်နော်အဓိပ္ပာယ်ပြောရအောင်တိုင်ပတ်ဒီနေ့စင်မပြေဘူးဆိုတာမပြောတော့ဘူးဒီခက်ကလူငယ်တွေကဟာတိုင်ပတ်တယ်ကွာဆိုပြီးတော့ပြောပြီးဆိုရင်လူကြီးကနားမလဲဘူးဟာဘာတိုင်ပတ်လဲဘယ်တိုင်မှမရှိဘူးဒီဘုရားကျောင်းထဲမှာတိုင်ပတ်ဆိုရင်နားမလဲတော့ဘူးဒါပေမဲ့အေလိရှဲကဘာပြောလဲဆိုတော့ဒီတိုင်ပတ်တဲ့ဘဝကိုငါမလို့ချင်ဘူးတဲ့ဟာလေလုယာပြောချင်တာကဒီနေ့လဲဘုရားကျောင်းလားနောက်တစ်ပတ်လဲလာတယ်ဘယ်တရားဘယ်မဲစိတ်ဘယ်သူတွေကဘယ်ဟောလူကတော့ဒီတိုင်းမဖြစ်နေတော့ပဲပြောင်းလဲမယ်လို့ကိုနည်းနည်းမှစိတ်ကူးခြင်းမရှိဘူးအာမင်အဲ့ဒါကဘာခေါ်လဲဆိုတော့ဂိလဂါဘဝလို့အဓိပ္ပာယ်ရတယ်
ဂိလဂါလဆိုတဲ့ဘဝဖြစ်တယ်အေလိရှဲကကျွန်တော်ဒီအဆင့်မလိုချင်ဘူးတဲ့အာမင်ဘေဒလာသွားမယ်ဘက်တယ်သွားမယ်ဆိုရင်ဘက်တယ်မှာလိုက်မယ်တဲ့တိုင်ပတ်နေတော့ cycle တဲ့အင်္ဂလိပ်လို a cycle လို့ပြောတယ်ဆိုတာတန်တရားလဲနေတာသွားတယ်နောက်တလားလောက်ရှိပြီဒီနေရာပဲတနည်းလောက်ရှိပြီဒီနေရာပဲပြန်ရောက်နေတာဟိုဘုရားကျောင်းတော့ပုံမှန်လာတယ်ယုံကြည်သူဖြစ်တာတော့ဟိုဂျပန်စစ်ဖြစ်ကြတဲ့ကယုံကြည်သူဖြစ်နေတာထိတ်ကပြောင်းနေပြီစပင်တွေကအကုန်လုံးချွတ်သွားပြီဒါပေမဲ့ဒီတရားကဒီတရားပဲရနေတော့နော်ကပ္ပဦးကျန်ခန်းကြည့်တဲ့အပိုင်းငယ်တစ်ပဲလို့ရနေတော့နော်ကျန်တဲ့ဟာမတိုးတက်သေးဘူးအဲ့ဒီဘဝကိုတဲ့အေလိရှဲကမလိုချင်ဘူးတဲ့တိုင်ပတ်နေတော့ဘဝမလိုချင်ဘူးပြောရအောင်တိုင်ပတ်နေတော့ဘဝမလိုချင်ဘူးယုံကြည်သူတွေဆိုတာကျမ်းစာထဲမှာပြောလဲဆိုတိုးတက်နေတော့သူတွေဖြစ်စေခြင်းတယ်ဟာလေလုယာယုံကြည်ခြင်းမှလည်းတိုးတက်ရမယ်အခြေအနေလည်းတိုးတက်ရမယ်ဟာလေလုယာကျွန်တော်တက်တည်ခံရတယ်ကျွန်တော်ရန်ကုန်ရောက်ခါစားမကြာသေးဘူး2008မှာပဲရောက်တာနာဂစ်ဖြစ်နေတဲ့အချိန်မှာရောက်တယ်တခါတည်းရေခတ်ရတယ်နော်ရေထမ်းရတယ်နော်ဟိုမိုးပါလေအိမ်ခေါင်မိုးတွေပြင်နေရတယ်နော်သူများအိမ်မှာဟိုအိမ်သွားလဲရင်လည်းအဲ့လိုပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေကဖခင်တကယ်ချီးမြှောက်ထားတော့ဟိုအမြင့်ဆုံးအိမ်တွေမှာပဲရှိနေကြတော့လေတခါတည်းခေါင်မိုးတွေပြင်းနေရတာနော်အဲ့ဒါကြောင့်ဖခင်တကယ်ကယုံကြည်သူများကိုနော်ယုံကြည်ခြင်းရှိပြီးတော့ဒီအသက်တာနဲ့ရောက်ရဲပြီးတော့ဆင်းရဲမွဲတည်တာကိုမမြင်ချင်တဲ့ဖခင်တကယ်ဖြစ်တယ်ဟာလေလုယာတိုးတက်ကြီးပွားချမ်းသာအောင်မြင်နေတာကိုမြင်ချင်တဲ့ဖခင်တကယ်ဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးလက်တီးပေးရဟာလေလုယာအေလိရှဲကအဲ့ဒီဘဝကိုကျွန်တော်ဒီဘဝကိုမလိုချင်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ prophet တော်များများအေလိရှဲကိုရမ်းထင်သေးတယ်။ကျမ်းစာကဘယ်လိုပြောလဲဆိုတော့အေလိရှဲဟာတဲ့ပညာတော့ရှိမဲ့ပုံမှာထိတ်ပြောင်တယ်တဲ့။ရုပ်သိမ့်မချောဘူးတဲ့ကျွန်တော်လောက်တောင်မချောဘူးတဲ့။အာမင်။ကျမ်းစာကပြောတာမယုံရင်ဖတ်လိုက်ပါနော်။သိမ့်မချောဘူး။ဖခင်တကယ်ချောတာတွေကယူဆိုင်တာမဟုတ်ဘူး။ဟာလေလုယာ။ဘာဖြစ်လို့လဲဆိုတော့သူ့အမြင်မှာအားလုံးကချောပြီးသား။အာမင်။အားလုံးကလှပြီးသားဖြစ်တယ်အာမင်သူ့ပုံတရံနဲ့ညီဖန်ဆင်းပြီးသားဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ဘုရားရှိမှကျွန်တော်အားလုံးကโอเคဖြစ်တယ်ဒါပေမဲ့အေလိရှဲကဒီဘဝဒီလိုအဆင့်လောက်မလိုချင်ဘူးကိုတော့အဆုံးထိကျွန်တော်ကိုလိုက်ခွင့်ပေးပါလို့အေလိယကိုတောင်းပန်တဲ့ခါမှာအေလိယကလည်းတားလို့မရဘူးဆိုရင်လိုက်ခဲ့လေဆိုပြီးတဲ့ခါမှာနော်တိုင်ပတ်တယ်ဆိုတော့ဂီလဂါဘဝကနေသူတို့ဘယ်သွားလဲဆိုတော့ဘက်တယ်ဆိုတာကဘာလဲ house of god မှာဘာလို့လဲခုနကျွန်တော်ချီးမွမ်းကြတယ် music တွေနဲ့ကိုးကွယ်ကြတယ်ဝတ်ပြုကြတယ်အလူငွေတွေထည့်တယ်နော်ကျွန်တော်တို့ဆုတောင်းကြတယ်ဘုရားရဲ့နှုတ်ကပတ်တော်ဝင်ငါပြီးတော့ခံယူကြတယ်အဲ့ဒါကြောင့်အဲ့ဒီ house of god ဆိုတဲ့ဘဝဘုရားသခင်နဲ့စကားပြောတော့ဘဝ hallelujah ဘုရားသခင်ကိုချီးမွမ်းတော့ဘဝ hallelujah ဘုရားသခင်တို့ပါဝင်တော့ဘဝကိုလိုချင်တယ်မျက်မှောက်တော်ထဲမှာပျော်ချင်တယ်အဲ့ဒီဘဝကိုလိုချင်တယ်ဆိုပြီးတော့အေလိရှဲကတောင်းတတာဖြစ်တယ်အဲ့ဒါနဲ့အေလိယကရတယ်လိုက်ခဲ့ဆိုပြီးတဲ့ခါမှာလိုက်လာတယ်တကယ် house of god ဆိုတဲ့ battle ရောက်လာတယ်အပိုင်ငယ်နှစ်မှာတွေ့ရတယ်နော်အပိုင်ငယ်နှစ်နဲ့3အဲ့ဒါဓမ္မရာဇဝင်စရုပ်ထဆောင်နော် second king အခန်းကြီးနဲ့အပိုင်ငယ်1ကနေ6ထိဖတ်ရင်ဒီအကြောင်းအရာတွေ့ရမယ်ကျွန်တော်မဖတ်တော့ဘူးနော်အဲ့ဒါနဲ့ battle ဆိုတဲ့နေရာရောက်လာတဲ့အခါမှာဘေတလရောက်လာတဲ့အခါမှာအဲ့ဒီဘေတလဆိုတဲ့အတိုင်းပဲဘသူတွေရှိတယ်လဲဆိုတော့ဒီခက်လို့ပဲ prophet တွေအများကြီးရှိတယ် worship ဖွဲ့တွေအများကြီးရှိတယ် keyboard တီးတတ်တဲ့သူတွေ guitar တီးတဲ့သူတွေအများကြီးရှိတယ်တဲ့အာမင်ပျော်စရာအရန်ကောင်းတယ်။အိုးတင်းအုပ်စရာလည်းရှိတယ်လူငယ်တွေလည်းရှိတယ်မျိုးသမီးတွေစုံနေတာပဲပျော်စရာအရန်ကောင်းတယ်တဲ့။အဲ့ဒါနဲ့အဲ့မှာ prophet တချို့ကခရီးဥကြုံပြုတ်ပြီးတော့အေလိရှဲတင့်ရဲ့ကိုတော့အေလိယဟာဘုရားသခင်ခေါ်တော့မယ်ဆိုတော့မသိဘူးလား။ तू မပြောဘူးလား။အဲ့ဒါကြောင့်ငါတို့နဲ့ဒီမှာနေခဲ့ပျော်စရာကောင်းတယ် prophet ပြုလိုက်တရားဟောလိုက်အလူငွေထဲလိုက်အလူငွေကောက်လိုက်တရားနာလိုက်ဘယ်လောက်ကောင်းလဲမျက်မှောက်တော်ထဲမှာပျော်နေတာမကောင်းဘူးလားလို့ပြောတဲ့အခါမှာအေလိရှဲကပြောတယ်တဲ့အာမင်အာမင်အာမင်မျက်မှောက်တော်ထဲမှာပျော်တတ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေမျက်မှောက်တော်ထဲမှာပျော်တတ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာလက်ကုပ်တည်းလေးဘုရားကိုချီးမွမ်းရအောင်အာမင်မျက်မှောက်တော်ထဲမှာတချို့ကလေသူများမျက်မှောက်တော်ခံစားကျွန်တော်ဘဝကိုပြောပြမယ်နော်ကျွန်တော် background က Methodist ဖြစ်တယ်ကျွန်တော်အဖိုးက Methodist pastor ကျွန်တော် Methodist ကနေပေါက်ဖွာတော့ငယ်စဉ်ကတည်းကမွေးစေဝါမတုံဘူးတချို့တော့သူကငယ်ဖြူလို့ပြောကြတယ်
တငယ်ချင်းနဲ့ပါပဲပြောလို့ဆို Khen Kip ဆိုတဲ့ပုဂ္ဂိုလ်ကဆေးလိပ်လည်းမတောက်ဘူးတဲ့ကွန်လည်းမဝါဘူးခိုင်နီးဆိုတာရှိတယ်ဘူးတဲ့မငုံဘူးတဲ့ပေါင်းဗာလဲကွန်ပေါင်းပြီးတဲ့အခါမှာဘယ်လိုဒီလိုလုပ်တဲ့ဟာတွေနော်အဲ့ဒါတွေမဝါဘူးတဲ့ဘာနဲ့တူလဲဆိုတော့နွားနဲ့တူတယ်နွားလည်းအဲ့ဒါအားလုံးရှောင်ထားတယ်တဲ့နော်အဲ့လိုတောင်တငယ်ချင်းတွေပြောတဲ့အခါမှာကျွန်တော်ကကိုဂုံယူတယ်နော်ကျွန်တော်အသင်းတော်ထဲမှာကြီးတဲ့အခါမှာဆရာတွေကဖះเจ้าမဝင်ခင်မှာဆေးလိပ်တောက်ပြီးတော့ဝင်ခါနီးဆိုအဲ့ဒီမီးကိုနော်တက်ပြီးတော့အထဲဝင်ကြတာ Sunday School လည်းပုံမှန်တက်တယ်ကျွန်တော် Sunday School က5 class တိရှိတယ်9တန်းတိရှိတယ်စနစ်တကျတွင်တင်ထားတယ်အဲ့ဒါကြောင့်ကျွန်တော်ကအရန်တိတယ်လို့လည်းထင်တယ်ကိုအရန်တန့်ရှင်းတယ်လို့လည်းထင်တယ်အဲ့ဒီအခါမှာကျွန်တော်ကကဲတင်ချင်းကအလိုကျွန်တော်လိုတန့်ရှင်းတဲ့သူအတွက်တော့ထိုက်တန်တယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ဘယ်လောက်ထိပြောလဲဆိုတော့လူကြီးအစည်းအဝေးလည်းတက်တယ်လူငယ်အစည်းအဝေးလည်းတက်တယ် Sunday School လည်းတက်တယ်တနင်္ဂနွေညလည်းတက်တယ်စနေနေ့ညလည်းဘုရားကျောင်းတက်တယ်ဘုရားကျောင်းရှိသမျှအားလုံးတက်တယ်အဲ့လိုကြည့်တဲ့အခါမှာမတက်တဲ့သူအားလုံးကကျွန်တော်အောက်မှာကျွန်တော်မြင်သွားတယ်ဘုရားကျောင်းမှာပြောတယ်အဲ့ဒီဘုရားနဲ့ကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ကျွန်တော်တနေ့အဖွားနဲ့စကားပြောတဲ့အခါမှာအဖွားကဘယ်လိုပြောတဲ့အခါမှာကျွန်တော်အဖွားကောင်းကင်ဘုံဟာ9ထပ်လောက်ရှိမယ်ဆိုရင်ကျွန်တော်ဥပမာပေးတယ်ငယ်ငယ်လေးပဲရှိသေးတယ်ကျွန်တော်ဘယ်လောက်ထိဒီထဲမှာကိုအထင်ကြီးတယ်လဲဆိုရင်ကောင်းကင်ဘုံဟာ9ထပ်သာရှိပြီးတော့တဲ့ကျွန်တော်သင်အုပ်ဆရာကပထမထပ်ရတယ်ဆိုရင်ကျွန်တော်ဟိုးအမြင့်ဆုံး9ထပ်မှရမယ်လို့သူစိလိတ်တောက်တယ်ကျွန်တော်မတောက်ဘူးသူကုန်းဝါတယ်ကျွန်တော်မဝါဘူးဘယ်လောက်ဖြူစင်လဲဆိုပြီးတော့ကျွန်တော်ကြွားခဲ့တာဖြစ်ဒါပေမဲ့စိလိတ်တွေကုန်းလို့ရတယ်ကကောင်းကင်ဘုံကိုပို့တာမဟုတ်ဘဲနဲ့ယေရှုကပို့နေတာဖြစ်နေတာအာမင်နောက်မှကျွန်တော် born again ဖြစ်တယ်ဒါပေမဲ့ born again ဖြစ်ဖို့မလွယ်ဘူးကျွန်တော်အတွက်နမိတ်လက္ခဏာလည်းအယုံကြည်မရှိဘူး worship လုပ်တယ်ခုနဆရာတွေကဒီမှာ worship လုပ်တယ်မဟုတ်လား worship လုပ်နေရင်စကားတွေပြောကြတယ်မယုံဘူးကျွန်တော်မယုံဘူးလုံးဝမယုံဘူးအဲ့ဒါနဲ့နာမည်နဲ့တခါတည်းပြောလိုက်မယ်နော်ကျွန်တော်ဆရာကမောက်စီမှာဘုရားကပို့ဆောင်ပေးတယ်အဖေကလည်းမိသားစုကလည်းပို့ဆောင်ပေးတဲ့အခါမှာရောက်သွားတယ်အဲ့ဒါနဲ့အဲ့မှာမလှုပ်ချင်ရင်လည်းအမှုတော်ဆောင်ရတယ်လှုပ်ချင်ရင်လည်းအမှုတော်ဆောင်ရတယ်အစာလည်းရှောင်ရတယ်အလုပ်လည်းလုပ်ရတယ်အဲ့ဒါနဲ့သူကကျွန်တော်ကအမှုတော်ဆောင်ဖြစ်ဖို့တွန်တင်နေတာလမ်းပြနေတာဥဆောင်ပေးနေတယ်ကျွန်တော်ကတော့စိတ်ထဲမှာလုံးဝမဝင်စားဘူးဘာမှစိတ်မဝင်စားဘူးဒီနေ့ကျွန်တော်အကြီးကျယ်ဖြားတယ်3လလောက်ဖြားသွားတယ်သူနာပြုတ်ဆရာမတွေကလာရင်နှာခေါင်းပိတ်ပြီးတော့ကျွန်တော်ရှိမှလာဒီလူနာကလည်းမသေးနိုင်ဘူးပေါ့စူတောင်းတဲ့အမျိုးသမီးအဖွဲ့ရှိတယ်နော်တချို့အမျိုးသမီးတွေဟာဒီလူနာကလည်းမပြောက်နိုင်ဘူးတဲ့ဘယ်တော့ပဲစူတောင်းမပြောက်ဘူးအဲ့ဒါနဲ့ကျွန်တော်ကိုကဲတင်ချင်းရှင်းပြခြေစွတော်ကြောင်းကိုဝင်ငါတဲ့ခါမှာကျွန်တော်ခြေစွတော်ကြောင်းပြီးတော့လဲမျောလင့်စရာမရှိတော့တဲ့ခါမှာနောက်ဆုံးမှာအိုးကိုတော့ကျွန်တော်ကိုခွင့်လွှတ်ပါဆိုပြီးတော့ယေရှုခရစ်တော်ကိုကျွန်တော်ရဲ့ကယ်တင်ရှင်တက်ခင်နဲ့ယုံကြည်လက်ခံရတာဖြစ်တယ်အဲ့ဒီချိန်ကစပြီးကျွန်တော်သဘောပေါက်တာကကျွန်တော်ကောင်းလို့မဟုတ်ဘူးယေရှုကောင်းလို့ဖြစ်တယ်ဟာလေလုယာကျွန်တော်ရဲ့ကောင်းမြတ်ခြင်းကဟိုမိုးပေါ်တောင်မရောက်နိုင်ဘူးဆိုတာလုံးဝသဘောပေါက်သွားတယ်ယေရှုရဲ့ကောင်းမြတ်ခြင်းကပဲကျွန်တော်ကိုရွေးနှုတ်နိုင်တယ်ဆိုတာသိတယ်အရင်တော့ကဘုရားကျောင်းသွားပြီးတော့ခြေနဲ့နေတဲ့အရာတွေအားလုံးကဘာမှမဟုတ်တော့ဘူးဖြစ်သွားတယ်အဲ့ဒါကြောင့်ဒီမှာအေလိရှဲလေးပဲဘာတွေ့ရလဲဆိုတော့နော်နောက်တစ်ခုဆက်ပြောမယ်အဲ့ဒီမှာကျွန်တော် born again ဖြစ်ခါစားချီးမွမ်းခြင်းကိုယ်ွယ်ခြင်းကျွန်တော်မနစ်သက်ဘူးသူတို့က25မိနစ်သုံးတယ်ချီးမွမ်းခြင်းကိုယ်ွယ်ခြင်းကို25မိနစ် keyboard တစ်လုံးပဲ keyboard ကဒီလို keyboard PSR တွေဘာတွေမသုံးနိုင်သေးဘူးဒီဟိုbiting က3-4မျိုးလဲပါလဲဟာမျိုးသူများလူထားတာအဲ့ဒါနဲ့တီးတဲ့အခါမှာအားလုံးကဝတ်ပြုတ်ကြတယ်ကိုယ်ွယ်ကြတယ်ဆူတောင်းကြတယ်သူများဝတ်ပြုတ်ကူးကွယ်နေတဲ့အချိန်မှာမျက်မှောက်တော်ထဲမှာမျက်ရည်တိကျပြီးတော့ဖြစ်နေတဲ့အချိန်မှာကျွန်တော်ကအရန်အိတ်ချင်တာအိတ်ချင်တာပဲအရန်အိတ်ချင်တာ25မိနစ်တောင်မှတချင်းဆိုရသလားဆိုပြီးတော့နော်ကျွန်တော်ကရန်ပြင်းနေတယ်အဲ့ဒါနဲ့ဘယ်လိုဖြစ်သွားလဲမသိအိမ်ငိုက်သွားတာအိမ်ငိုက်သွားတဲ့အခါမှာမစ္စတာဘင်းကြည့်ဘူးလားမသိဘူးမတည့်ရရင်းနဲ့အိမ်ငိုက်တာအဲ့ဒါဖြစ်တတ်တယ်နော်ကျွန်တော်ကိုယ်တိုင်ကြုံဘူးတာနော်အဲ့ဒါနဲ့သူများမျက်ရည်မြခွဲနဲ့ချီးမွမ်းကိုးကွယ်နေတဲ့အချိန်မှာကျွန်တော်အိမ်ငိုက်ပြီးတော့အိမ်ငိုက်သွားတဲ့ခါမှာဘာဖြစ်လဲဆိုလဲသွားတာအောက်ကိုလဲသွားကျေးဇူးတော်ပဲဒူးနဲ့ထောက်ပြီးထောက်ဆိုပြီးထောက်ပြီးတာအဲ့ဒါနဲ့မျက်စိတွေပွင့်ဒါမှမျက်စိတော့မဖွင့်ထားဘူးနားတွေအဆာချယ်ရီလာတွေအကုန်လုံးမြင်ကုန်တာအဲ့ဒါနဲ့အရန်ကြောက်သွားတဲ့ခါမှာရှက်လဲရှက်တယ်
ရှေ့ဆုံးမှာလည်းရသေးတယ်ဆိုတော့အိမ်ငိုက်လို့ဒူးထောက်သွားတယ်ဆိုတဲ့ဟာမျိုးလားမဖြစ်စေချင်ဘူးတခါတည်းလှုပ်ချပြီးတော့တခါတည်းဆူတောင်းလိုက်တယ်ဆူတောင်းလိုက်တယ်အဲ့ဒါတငယ်ချင်းတွေဟာ तू ကတော့ပေါက်သွားပြီ तू ကတော့ပေါက်သွားပြီအရန်သဘောကျတယ်ဒီကောင်တော့လုံးဝပြောင်းလဲသွားပြီဆိုပြီးတော့သူတို့ကအရန်ဖြစ်ကျွန်တော်အိမ်ငိုက်နေတာနော်တချို့တော့သူတို့မျက်မှောက်တော်ထဲမှာပျော်တယ်လို့ထင်ပေမဲ့တချို့တော့သူတို့ငိုနေတာတွေရှိတယ်ငိုနေတာကသူ့ရေးစားနဲ့ခွဲလို့လည်းဖြစ်တတ်တယ်နော်ဟာသူ့ရေးသူများစူညာနေတော့တခါတည်းငါငိုချလိုက်မယ်အခွင့်အရေးဆိုပြီးတော့အဲ့လိုရှိတယ်နော်အဲ့ဒါကြောင့်မျက်မှောက်တော်ထဲမှာဆိုတာကအဲ့ဒါမဟုတ်ဘူးဒီနေ့ကျွန်တော်အရင်တော့မျက်မှောက်တော်လို့ထင်ခဲ့တဲ့ကျွန်တော်ရဲ့ကောင်းမြတ်ဘုရားကျောင်းလာခြင်းတွေအားလုံးလည်းပဲဒီအေလိရှဲကအဲ့ဒါတွေမဟုတ်ဘူးတဲ့အာမင်အေလိရှဲကအဲ့ဒီဘဝလောက်ငါမလို့ချင်ဘူးတဲ့ဖယားเจ้าရောက်ပြီးပြန်သွားတာမျိုးအပတ်တိုင်းဖယားเจ้าလာပြီးတော့အလူငွေထဲ့တယ်တရားဟောတေချာနားထောင်တယ်အိမ်ငိုက်လိုက်နိုးလိုက်အိမ်ငိုက်လိုက်နိုးလိုက်နော်အဲ့ဒါနဲ့ပြန်သွားတယ်အဲ့ဒီဘယ်တယ်ဘဝကိုလည်းငါမလို့ချင်ဘူးတဲ့အာမင်အာမင်ဖယားသခင်ရောက်တဲ့စကားပြောပါစေဟာလေလုယာအဲ့ဒါကြောင့်ဂေဂေါဆိုတဲ့တိုင်ပတ်နေတော့ဘဝလည်းမလို့ချင်ဘူးဗိမာန်တော်ရောက်လောက်တဲ့အစ်စ်လောက်ပဲမလို့ချင်ဘူးတဲ့တနင်္ဂနွေနေ့ရောက်လို့ဆရာတွေအားမနာပါတယ်ကွာထိုင်လိုက်အောင်မယ်ဆိုပြီးတော့ထိုင်တယ်ထိုင်လာတော့မှ Facebook ကိုကြည့်ပြီးတော့တခါတလေနော်တချို့တော့နေရာတွေမှာရှိတယ်နော်ထိုင်တာတော့မှနော်ဝကြီးတန်းကြီးနဲ့ဆိုင်ထိုင်ပြီးတော့တခါတည်းစကားပြောလိုက်ဘေးကလူကစကားပြောလိုက်ဟိုဟာတရားဟောရှိလိုက်တာဆိုတဲ့မျိုးအေလိရှဲကအဲ့ဒီဘဝကိုငါမလို့ချင်ဘူးတဲ့နောက်တစ်မျိုးဝိညာဉ်ရေးမှာကြည့်မယ်ဆိုရင် prophet တွေအများကြီးရှိတယ်တဲ့ဒီကျမ်းစာထဲမှာprophet ကနေခဲ့ငါတို့နဲ့နေခဲ့ဒါဆိုရင်သင်အရန်စင်ပြီမယ်သင်ဟာအရန်နှုတ်နေသေးတယ်ငါတို့နဲ့နေဒါဆိုရင်သင်က prophet ပြုခြင်းလည်းအများကြီးနားလည်မယ်အေလိရှဲကတက်တောင်းတက်တာယာကိုငါမလို့ချင်ဘူးဟာလေလုယာပြောရအောင်တက်တောင်းတက်တာယာကိုငါမလို့ချင်ဘူးအာမင် comfortable ဖြစ်တဲ့ comfort ဖြစ်တဲ့ဇုံထဲမှာမနေချင်ဘူးတဲ့ဖယားသခင်တို့ကျွန်တော်ထွန်နေလဲတွေကိုထားခဲ့တယ်နွားတွေထားခဲ့တယ်ဒါအကြောင်းအဆုံးတိုင်တည်ကြည့်ပြီးတော့ဆက်ကပ်မယ်ဆိုပြီးတော့ဆက်ကပ်လာပြီးတော့ငါ battle ဆိုတဲ့ဘဝလောက်ပဲမလို့ချင်ဘူးတဲ့ဟာလေလုယာဟာလေလုယာဖယားသခင်ရောက်တိုင်းကိုစကားပြောပါစေအာမင် battle ဆိုလောက်ဖယားကြောင့်ရောက်ယုံရောက်လောက်နဲ့ဂျင်းနှပ်ဖို့မဟုတ်ဘူးအလူငွေဆယ်ဖို့တဖို့ပေးယုံလောက်နဲ့ဂျင်းနှပ်ဖို့မဟုတ်ဘူးဟာလေလုယာဖယားသခင်ရောက်တိုင်းကိုကောင်းချီးပေးပါစေအာမင်အဲ့ဒါနဲ့အေလိယကပြောတယ်အေလိရှေ battle မှာနေရင်တာ၍ကောင်းတယ်ငါအခုသွားမဲ့လမ်းကချမ်းတယ်နော်တဲ့ချမ်းတယ်အခုတက္ကစီမရတော့ဘူးလိုင်းကားမရှိတော့ဘူးယထာမရှိဘူးလေရင်လည်းမရှိဘူးခြေချင်နဲ့သွားရမယ်ဂျယ်ရီခိုကိုငါတို့သွားရမယ်တဲ့ဒါကြောင့်ဒီမှာပဲနေခဲ့ပါလို့ပြောတဲ့အခါမှာထာဝရဘုရားအသက်ရှင်ပြီးတော့ကိုတော်အသက်ရှင်တဲ့အတိုင်းကျွန်ုပ်နဲ့ကိုတော်မခွာရဘူးကိုတော်ဂျယ်ရီခိုသွားမှလားကျွန်ုပ်လဲလိုက်မယ်တဲ့ဟာလေလုယာBethel ဆိုတာက house of God ဘုရားရဲ့အိမ်တော်ဖြစ်တယ်မျက်မှောက်တော်ရှိတဲ့နေရာ prophet တွေဆရာတမန်တွေရှိတဲ့တက်တောင့်တက်တာယာရှိတဲ့နေရာဖြစ်တယ်ဒါပေမဲ့ Jericho ဆိုတာကဘာလဲဆိုတော့ place of fragrance လို့အဓိပ္ပာယ်ရတယ်အဲ့ဒါကဘာလဲဆိုတော့နန်းတာမျိုးကိုမိရှုတော်နေရာဓမ္မဟောင်းကာလနဲ့ပြောမယ်ဆိုရင်တန်ရှင်းရဌာနဖြစ်တယ်မနေ့တခါညနေတခါမိတော်ပြီးတော့ရှုပ်ပြီးတော့ဘုရားသခင်ကိုပူဇော်ရတဲ့နေရာဖြစ်တယ်ပြောချင်တာကအဲ့ဒါကိုရှင်ပေါလုကယောမအခန်းကြီး7ပိုင်းငယ်1နှစ်ထဲမှာဘယ်လိုရေးထားလဲမိမိရဲ့ခန္ဓာကိုယ်ပင်လင်တဲ့ဘုရားသခင်နှစ်သက်စီတော့ရစ်ဖြစ်ဖို့ပူဇော်ရမယ်တဲ့ဟာလေလုယာဟာလေလုယာဒီနေ့ကျွန်တော်တို့ဘုရားကြောင့်ရောက်ယုံပဲမဟုတ်ဘူးယုံကြည်သူဖြစ်ယုံနဲ့ခြေနဲ့ယုံပဲမဟုတ်ဘူးတဲ့အေလိရှဲကမဟုတ်ဘူးဒီဘဝလောက်မလို့ခြင်းဘူးကိုယ်တိုင်ခြေလန်းပြီးတော့ဘုရားသခင်တို့ပါဝင်မယ်တဲ့ဟာလေလုယာဟာလေလုယာဟာလေလုယာမိမိကိုယ်တိုင်စက္ကတ်တော်နှလုံးသားနဲ့တွားခြင်းတယ်တဲ့ကျွန်တော်ခြေထောက်နဲ့ကိုတွားခြင်းတယ်တဲ့ဟာလေလုယာဒါဝိမင်းကြီးကတနေ့သူ့ရဲ့ပရိညင်တက်တာကိုတည်လာတဲ့အခါမှာနော်သူရစ်ပူဇော်ဖို့လုပ်တဲ့အခါမှာအလူရှင်ကလာလူသွားတယ်ကိုတော့ကျွန်တော်ရဲ့လေကိုသုံးပါကျွန်တော်တရိษံနေသုံးပါမဟုတ်ရဘူးငါပိုက်ဆံနဲ့ငါငွေနဲ့ဖခင်သခင်ကိုကိုးကွယ်မယ်တဲ့ဟာလေလုယာဟာလေလုယာလက်ခုပ်တည်းဖခင်ကိုချီးမွမ်းရအောင်အာမင်ဒီနေ့ကျွန်တော်ရဲ့ခွန်အားနဲ့ဆရာသမားတွေဟောတော်တရားတဲ့ပဲကျင့်နေဖို့မဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်ကတမန်တရားကိုလေ့လာရမှာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကိုယ်တိုင်ကိုကဖခင်သခင်ကျွန်တော်ကိုစကားပြောပါကျမကိုစကားပြောပါကျွန်တော်ကိုယ်တိုင်ကိုတို့ရဲ့အတန်ကိုကြားကျင်တယ်ဆိုတဲ့နှလုံးသားကိုမြင်ကျင်တော့ဖခင်သခင်ဖြစ်တယ်ဟာလေလုယာမှန်တယ်ဆိုလက်ခုပ်တီးပြီးဖခင်ကိုချီးမွမ်းရအောင်အာမင်အဲ့ဒါကြောင့်ဖခင်သခင်ကကျွန်တော်တို့ကိုအမြဲတမ်းခွင့်ကျွေးနေမှာမဟုတ်ဘူးယုံကြည်သူအဆင့်ဆင့်ရှိတယ်တချို့တော့သူပြောင်းလဲတာကြာပြီဘာဖြစ်လို့မတိုးတက်နိုင်တယ်လဲ
မိမိကိုယ်တိုင်ကသူများကြွေးမှစားတဲ့ဟာမျိုးရှိတဲ့အခါမှာအဲ့ဒါကဘာလဲဆိုတော့ရှင်ပေါလုကနှုတ်ဆိုတော့အစင်းတဲ့နောက်တစ်ခုပြောတာကြည်ခဲသောအစာကိုသုံးဆိုင်လို့အစင်းနော်အဲ့လိုခွဲထားတဲ့ရှင်ပေါလုကဒါကြောင့်အဲလိရှဲကကျွန်တော်ဒီအစင်းမဟုတ်တော့ဘူးတဲ့တွားရမယ့်အစင်းဖြစ်တယ်ပြောရအောင်တွားရမယ့်အစင်းဖြစ်တယ်ပြောရအောင်တွားရမယ့်အစင်းဘာအတွက်တွားမှာလဲဖယားသခင်အတွက်တွားမယ်အာမင်ဒီမှာချီးမွမ်းကိုးကွယ်တာအရန်ကောင်းတယ်နော်worship ဦးဆောင်တဲ့သူအရန်ကောင်းတယ် music တီးတဲ့သူလည်းအရန်ကောင်းဒီဖယားเจ้าမှာအဲကွန်နဲ့ထိုင်ရတာအရန်ကောင်းတယ်ဒါပေမဲ့အဲကွန်နဲ့မထိုင်ရတဲ့နေရာမှာလည်းတွားဖို့လိုတယ်ကျွန်တော်အခုလောလောဆယ်ကျွန်တော်เจ้าမှာเจ้าသူเจ้าသား193ယောက်ရှိတယ်တွားခြင်းမတွားခြင်းဒီမှာကျွန်တော်ရဲ့ညီမဒင်နော်ဆရာမဒင်သူလည်းပဲကုန်ခဲ့တဲ့နေ့လာတက်သွားတယ်တွားခြင်းမတွားခြင်းเจ้าကတောင်းဆိုချက်ကစနေနေ့တိုင်းဧဝံဂေလိတွားရမယ်ဟောချင်တာပဲဖြစ်ဖြစ်ဟောတတ်တာပဲဖြစ်ဖြစ်မဟောတတ်တာပဲဖြစ်ဟောကိုဟောရမယ်တချို့ကတွားပြီးတော့ရွာတွေမှာရောက်တယ်တွားပြီးတော့ကြောက်လို့လေအိမ်ရှင်တို့ပြောဘာကိစ္စရှိလဲဩဘာမှမဟုတ်ဘူးမဟုတ်ကြောက်ပြီးတော့ပြန်ထွက်သွားတယ်တချို့ကအဲ့ဒါကိုတောင်မပြောရတဲ့ခါမှာကြောက်ပြီးတော့ရွာကို4-5ပတ်လောက်ပတ်ပြီးတော့ပြန်လာတဲ့သူတွေရှိတယ်နော်တချို့ကလက်ပေးအိမ်ဆိုင်မှာတနေကုန်ထိုင်တယ်ကျွန်တော်လည်းသိပါတယ်ပြန်သွားခိုင်းတယ်ဒီတပတ်တော့ဟောကိုဟောခဲ့ပရမဟောဖို့တော့ရမ်းခက်တယ်ဟောစရာမရှိဘူးဆိုဆူတောင်းပေးမယ်လို့တာပြောလိုက်ဆူတောင်းပေးနေယေရှုကတတ်နိုင်တယ်ယေရှုကကယ်တင်ရှင်ဖြစ်တယ်ပြောလိုက်ဘာဖြစ်လို့လဲကျောင်းခန်းထဲမှာစာသင်နေအရန်ပျော်စရာကောင်းတယ်ဟာလေလုယာ praise the Lord ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ဖခင်သခင်ကအဲ့ဒီထဲမှာပျော်တာလဲအလိုရှိတယ်လို့အဲ့ဒီမှာပျော်ရွှင်သောဘဝကိုအပြင်မှာလဲထုတ်ပေါ်စေခြင်းနဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ဒီနေ့ဘုရားသခင်ကျွန်တော်ကိုဘာဖြစ်လို့ခေါ်တယ်လဲတကယ်တမ်းဆိုရင်ဘုရားသခင်ကျွန်တော်ကယ်တင်ခြင်းရပေးတာနဲ့တော်ပြီလို့သတ်မှတ်တယ်ဆိုရင်ကျွန်တော်ကိုတခါတည်းကယ်တင်ခြင်းရပေးတာကောင်းကင်ဘုံကိုချီဆောင်သွားမှာဖြစ်တယ်ဘာဖြစ်လို့မချီဆောင်သေးတာလဲတွားစေခြင်းလို့ဖြစ်တယ်ပြောရအောင်ဘာဖြစ်လို့လဲတွားစေခြင်းလို့ဖြစ်တယ်ကိုဘေးနာကလူတေချာပြောပါတွားစေခြင်းလို့နော်လို့ပြောပါအာမင်အာမင်အေလိရှေကတက်တောင်း comfort ဆိုတဲ့ဇုံမှာကျွန်တော်မနေဘူးတွားမယ်ဒီနေ့ဟောပါပြောပါလို့ပြောတဲ့အခါမှာကျွန်တော်တခါတလေမဟောနိုင်အခြေအနေကြောင့်မျိုးကြောင့်မတွားနိုင်တော့သူတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဆုတောင်းခြင်းနဲ့လည်းကျွန်တော်ပါဝင်လို့ရတယ်အာမင်ကျွန်တော်ပျောက်ဆုံးဝိညာဉ်အတွက်ဖျားနိုင်ငံတော်အတွက်အမှုတော်ဆောင်တွေအတွက်တရက်ကိုအနည်းဆုံး7 minute 5 minute ကျွန်တော်ပါဝင်မယ်အလူငွေအပြင်ပါဝင်မယ်တာသနာပြုတ်တဲ့သူဘယ်သူဘယ်အသင်းတော်ပဲဖြစ်ဖြစ်ဘယ်နိုင်ငံသားပဲဖြစ်ပါဝင်မယ်ဆိုတဲ့အများမျိုးနဲ့ကျွန်တော်ပါဝင်ဖို့အရင်ရည်ကြည့်ပါတယ်အာမင်အေလိရှဲကိုဘုရားကအဲ့လိုပဲဝန်သားထက်ပေးလိုက်တာကျွန်တော်ဘက်တယ်မှာမပျော်ဘူးတဲ့ဘက်တယ်ဆိုတဲ့ပျော်စရာကောင်းတဲ့နေရာမှာမပျော်ဘူးတဲ့ဘာဖြစ်လို့လဲဘုရားသခင်အတွက်မိမိကိုယ်တိုင် living sacrifice လုပ်ခြင်းနဲ့ချစ်ပူဇော်ခြင်းနဲ့ဒါကြောင့်ကျွန်တော်သွားမယ်ဆိုတဲ့အခါမှာအေလိယကနေခဲ့ပါငါသွားမယ်လမ်းကကျမ်းတယ်နော်ကျမ်းရင်လည်းလိုက်မယ်ဟာလေလုယာကျမ်းရင်လည်းတခါတလေကျွန်တော်ရဲ့ဘဝမှာကျမ်းတမ်းတဲ့ဘဝကိုရှောက်ရတော့အရာတွေရှိတတ်တယ်ကျွန်တော်အများအားရှောက်ကျင်တာတော့မဟုတ်ဘုရားသခင်လိုအပ်ရင်ရှောက်ခိုင်းတဲ့အချိန်တွေရှိတတ်တယ်အာမင်ဒါကြောင့်အဲ့ဒီအချိန်မှာပင်လင်းတဲ့ဘုရားသခင်ကျမ်းတမ်းသောဘဝတာယာသောဘဝကိစ္စမရှိဘူးငါအတူပါရှိတယ်တဲ့ဟာလေလုယာဟာလေလုယာနော်ကောင်းသောနေရာမှာလည်းအတူရှိတယ်လို့ပဲဘုရားကျောင်းထဲမှာအတူရှိတယ်လို့ပဲအပြင်မှာရောက်တဲ့အခါမှာလည်းဘုရားသခင်ကျွန်တော်နဲ့အတူပါရှိတော့အေမန်နွေလဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဘုရားသခင်ကအေလိရှေစက်ကလာတဲ့အခါမှာဘုရားသခင်အရန်ချင်တယ်အဲ့ဒါနဲ့ prophet တွေကမသားနိုင်ဘူးအေလိရှေကအေလိယနောက်လိုက်လာတယ်နောက်ဘယ်နေရာရောက်လာလဲဆိုတော့ငါအခုသွားရမှာကတောကြိုတောင်ကြားတွေဖြတ်ရမယ်ချောင်းတွေဖြတ်ရမယ်နော်ပြောလို့မရမွေတွေတရိษံတွေရှိနိုင်တယ်ကြောက်စရာကောင်းငါ့ကိုမတော့ရင်တင်တယောက်တည်းဘယ်လိုလဲတော့မှာလဲလို့ပြောတဲ့အခါမှာကိစ္စမရှိဘူးထာဝရဘုရားအသက်ရှင်၍ကိုတော်အသက်ရှင်နေတဲ့ကျွန်တော်လိုက်မယ်တဲ့ဟာလေလုယာဟာလေလုယာကျွန်တော်တို့အခုကျောင်းမှာလဲကျွန်တော်ပြောလို့ရှိတယ်အခုသာသနာပြုခြင်းတဲ့သူတွေလက်မြောက်ပါဆိုတဲ့100ကျော်တွေထဲမှာနော်အယောက်20-30လောက်ကလက်မြောက်တယ်နိုင်ငံခြားသွားခြင်းတဲ့သူလက်မြောက်ပါဆိုရင်အားလုံးလူတွေလက်မြောက်တယ်ကဲနိုင်ငံခြားမှာသာသနာပြုခြင်းတဲ့သူလက်မြောက်ပါဆိုတဲ့ခါမှာလက်မြောက်ကြတယ်အများကြီးอ่ะဒါဆိုရင်ကျွန်တော်ပြောခြင်းတယ်နိုင်ငံခြားဆိုတဲ့ခါမှာဘူတန်တို့ပါကစ္စတန်တန်နေနော်အဲ့လိုပြောတဲ့ခါမှာဘယ်သူမှလက်မမြောက်ရဘူးဘာဖြစ်လို့လဲအဲ့ဒီဘက်ကကြမ်းတမ်းတယ်ဒါမှကျွန်တော်အသိမခိုင်းပါဘူးလို့ဖယားသခင်ခိုင်းရင်တော့သွားရမယ်နော်လို့ကျွန်တော်ပြော
အာမင်ဒါကြောင့်ကျွန်တော်အားလုံးကတော့ဖခင်တကယ်ကြမ်းတမ်းတဲ့ဘဝကိုတော့မခိုင်းပါဘူးဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကစက်ကတ်သောနှလုံးသားရှိရမယ်အာမင်အေလိရှဲလို့ကျွန်တော်သွားခြင်းတယ်ကိုတော့ပြုတ်မဲ့နမိတ်လက္ခဏာကိုမြင်ခြင်းတယ် place of fragrance ဆိုတာဖခင်တခင်အတွက်အမတန်မှမွေးတယ်ဆိုတဲ့အရာကဘာလဲဆိုတော့မိမိကိုယ်တိုင်ဖခင်တခင်ယေရှုတော်တောင်းကယ်တင်ခြင်းရတယ်အဲ့ဒါကြောင့်ကျွန်တော်ဖခင်တခင်အတွက်ပါဝင်ခြင်းသောနှလုံးသားရှိတယ်ဘယ်ကဏ္ဍမှာပါဝင်ရမလဲအချိန်ပြည့်မဟုတ်ရင်တော့တဏှာမှာပါဝင်မယ်ဆိုပြီးတော့စက္ကချင်းကဖခင်တခင်နှလုံးသားမှာဖခင်တခင်အမြင်မှာဖခင်တခင်ရဲ့နှလုံးသားကိုတုထိတော်စိတ်ဖခင်တခင်ရဲ့နန့်တာဖခင်တခင်ရှိမှမွေးကြိမ်တော်နန့်တာကဲ့သို့ဖြစ်တယ်ဟာလေလုယာဒါကြောင့်အေလိရှဲကစက္ကတဲ့ကျွန်တော်သွားမယ်ကျွန်တော်ယုံကြည်သူတွေထူးသဖြင့်ဒီအာရှနိုင်ငံတွေကြီးတဲ့အခါမှာဘသူကိုခွန်အားရလဲဆိုစင်ကာပူရီယန်တွေကိုအရင်ခွန်အားရတယ်စင်ကာပူရီယန်တွေကနှစ်အတွင်းမှာသူတို့ကျန်းစာတင်ပေးနိုင်တယ်ဘောနဂန်ဖြစ်လာပြီဆိုသူတို့ကအလုတ်တစ်ဖက်အမှုတော်ဆောင်အချိန်ပြည့်လုံးဝမဟုတ်ဘူးကျွန်တော်တို့တွေ့နေတဲ့တငယ်ချင်းတွေအတင်းတော်တော့တူတာတော့မဟုတ်ဘူးဒါပေမဲ့သူတို့လာလေတတ်တယ်သူတို့သွားခြင်းနဲ့ကျွန်တော်တို့ context ပြီးတော့ကျွန်တော်တို့လိုက်ပေးရတယ်နော်သူတို့မြန်မာစကားမရဘူးဆိုတော့လိုက်ပို့ပေးတယ်လမ်းလေကောင်ကြီးမှာသွားနေတဲ့လူတယောက်ခဏရက်ခမည်းဒူးတာရန်ရှိတယ်မဟုတ်လားလမ်းမှာသွားနေတဲ့သူကိုပြောတာဖယားတခင်အခုပေးပြောက်ခြင်းတယ်ဆိုဟိုလူကဟာကျွန်တော်ကိုတိဘူးလို့လားခဏရက်နော်ဆူတောင်းပေးမယ်တခါလေးဆူတောင်းပေးတယ်ပျောက်သွားတာအဲ့ဒါကအမှုတော်ဆောင်မဟုတ်ဘူးကျွန်တော်တောင်းမလုပ်ဘူးတခါမှနဲ့တော့ရှက်တယ်ဖယားပေါ်ပြရင်ဖယားတခင်ဖယားကြောင့်ထဲမှာပြောလေလို့ပြောမှာလမ်းပေါ်မှာအဲ့ဒါကဘယ်သူလဲဆိုတော့ပြောင်းလဲတာနှစ်ပဲရှိသေးတယ်နော်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့အားလုံးကိုစိန်ခေါ်ခြင်းတယ်အာမင်ဒီနေ့စက္ကရအောင်အချိန်ပြည့်အမှုတော်ထဲမှာလာပါလို့ပြောချင်တာမဟုတ်ဘူးဖယားသခင်ကျွန်တော်ဘယ်ကဏ္ဍမှာပါဝင်နိုင်မလဲစက္ကရအောင်အာမင်ကိုတော့ကျွန်တော်ကိုသုံးပါဆိုပြီးတော့စက္ကကြရအောင်ဟာလေလုယာစင်ကာပူရီယန်တွေကပြောင်းလဲတာနဲ့တခါတည်းစက္ကတယ်တင်တန်းလာပေးနိုင်တယ်ကျွန်တော်ဆရာသမားတွေအားလုံးထိုင်ပြီးတော့ပြောင်းလဲတဲ့နှစ်ပဲရှိသေးတယ်တင်တန်းပို့ချလိုက်တာပါစက်ဟာပြီးတော့နားထောင်နေရတယ်နော်ကျန်းစာကြောင်းလည်းတက်ဘူးတာမဟုတ်ဘူးတက်တဲ့သူတွေကအားလုံးတွေကနားထောင်ပေးနေရတယ်အချက်ကြတခါတည်းလက်တွေ့ကြတဲ့ဟာတွေပြောလာတဲ့ခါမှာညင်းစရာတခုမှမရှိတော့ဘူးနော်ဖယားကပြောတယ်လက်တွေ့ကျွန်တော်ပကိုးတွေဘာတွေတွားတဲ့ခါမှာလူတွေပေးပြောင်းနေတယ်ကျွန်တော်ရှိမှာကျွန်တော်တောင်မလုပ်ရဲဘူးနော်သူတို့လုံနေကြတယ်အဲ့ဒါနဲ့ကျွန်တော်ဘာမြင်လဲဆိုအော်သူတို့ကကိုတော့ကျွန်တော်တရက်မှာအချိန်မလောက်ရှိတယ်အဲ့ဒါကိုကျွန်တော်ကောင်းကြည့်ပေးပြီးတော့လူတွေအတွက်ကောင်းကြည့်ဖြစ်စေပါအဲ့ဒါကြောင့်စင်ကာပူကယုံကြည်သူပွားတာကအရန်လွယ်တယ်နော်ယုံကြည်သူဖြစ်ပေါ်အရန်လွယ်ကြတာသူတို့ကပြောလိုက်တယ်အဲ့ဒါကြောင့်လန်ဒန်တွေတွေ့တဲ့တယောက်ကိုဘယ်လိုပြောလိုက်သူပြဿနာရှိတယ်ငါဆူတောင်းပြီးတော့ကအဆင်ပြေသွားတော့ဟိုလူကအရန်စိတ်ဝင်စားလာတာယုံကြည်သူဖြစ်ဖို့ဆိုတာနီးလက်အများကြီးသူတို့အတွက်အရန်ရာခိုင်နှုန်းအများကြီးကရောက်လာပြီဖြစ်တယ်ဒါကြောင့်ဒီနေ့အေလိရှဲကဲ့သို့စက္ကတော်နှလုံးသားနဲ့ဖယားသခင်ကိုတိုးဝင်ကြအောင်လို့ပြောချင်တယ်ဟာလေလုယာအဲ့ဒါနဲ့ဂျေရီခိုရောက်လာတဲ့အခါမှာအဲ့ဒီမှာလည်းကြိုဆိုကြပြန်ရောအေလိယာကလည်းအေလိရှဲဒီမှာနေတော့ငါဂျော်ဒန်သွားရမယ်လမ်းကျန်းနေဒါပေမဲ့ကိစ္စမရှိဘူးကိုတော့လိုက်ပဲမသားပါနဲ့သွားကြတယ်နှစ်ယောက်သားလမ်းမရှိတော့ဘူးတောကြီးထဲမှာသွားရတယ်အဲ့ဒီဂျော်ဒန်မျက်နှာရောက်လာတဲ့အခါမှာရေကအပြည့်ရှံမတက်ဖြစ်နေတယ်အဲ့ဒီချိန်မှာအေလိရှဲကအရန်စိတ်လှုပ်ရှားတယ်ဟာလေလုယာအကျွန်ုပ်မြင်ခြင်းတော့အရာတွေဟာဖြစ်တယ်ဟာလေလုယာဘုရားသခင်ရဲ့သားသမီးတွေဖြစ်တယ်ဆိုရင်ကျွန်တော်ဖြစ်စေခြင်းတော့အရာကဘာလဲဆိုတော့နမိတ်လက္ခဏာကိုအရန်တောင့်တတော်လူတွေဖြစ်စေခြင်းတယ်အာမင်အာမင်ဘဝမှာပျော်စရာအကောင်းဆုံးသောအရာကအဲ့ဒါဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်အာမင်စားစရာမရှိတော့ဘူးအခုစားဖို့အစင်သင့်ဖြစ်နေပြီစားစရာမရှိတော့ဘူးစားစရာဘယ်လိုလာမလဲဆိုတာကစိတ်လှုပ်စရာအရန်ကောင်းတယ်အာမင်မန္တလေးမှာကျွန်တော်နေခဲ့တယ်ကျောင်းသူကျောင်းသားက3လတင်တန်းဖွင့်တော့အဲ့ဒါမှာဆရာကမဖွင့်တော့ကျွန်တော်ကအကူညီတယ်စာလဲတင်ပေးတယ်ပြီးတဲ့အခါမှာအဲ့ဒါမှာကျွန်တော်တို့စာဝတ်နေကိုကျွန်တော်တာဝန်ယူပေးရတယ်ကျောင်းသားကျောင်းသူအားလုံးက85ယောက်ရှိတယ်ရွှေဘိုမနော်ဆိုတဲ့ဆန်အဲ့မှာအကောင်းဆုံးဖြစ်တယ်မန္တလေးမှာအဲ့ဒီတုန်းကအဲ့ဒါကို breakfast lunch dinner ဆိုင်ရင်တအိတ်ကုန်သွားတယ်စားတော့စားနိုင်တယ်အီဂျစ်ပြည်ကချိုင်းကောင်ခွဲတော့ပဲစားနိုင်တယ်အဲ့ဒါနဲ့ဆန်အိတ်တွေဆိုင်မှာအကျွေးနဲ့ကျွန်တော်ပန်းပုတ်တင်နဲ့သွားယူတယ်35ရှိတဲ့အခါမှာဆိုင်ရှင်ကနည်းနည်းများသွားရင်တော့ညီလေးပေးကြပါဦးပေးမယ်မစိတ်မပူနဲ့ဆိုပြောတာတနေ့မပေးနိုင်တဲ့အခါမှာသူတို့ကကျွန်တော်ကိုလာရှာတယ်ဘာဖြစ်လို့ကျွန်တော်မပုံတင်နဲ့လုပ်ထားလဲဆိုတော့ချောင်းဝင်းအကျယ်ကြီးပေးနေရကြော်တော့ဟိုကနေဆိုင်ကန်နဲ့စူပါကပ်လေးနဲ့ဝင်လာတော့တွေ့တာနဲ့ကျွန်တော်ချစ်ချင်းအိမ်သားထဲပြေးသွားတယ်
မယုံကြည်လို့မဟုတ်ဘူးမရင်ဆိုင်ခြင်းလို့အာမင်မရှိဘူးလို့ဒါပြောလိုက်ခဏပြောလို့မရဘူးနေ့တိုင်းလာတဲ့ခါမှာရုပ်တရက်ကြီးရောက်လာတော့မရင်ဆိုင်လို့မရတဲ့ချိန်ရှိလာတယ်မတန်တိုင်းတော့အဲ့ဒါနဲ့ပလင်မှာတက်ပြီးတော့ကျွန်တော်ဆူတောင်းတယ်ကိုတော့ကျွန်တော်စားစရာမရှိတော့ဘူးအကျွေးလည်းဘယ်လောက်ရှိသွားပြီအဲ့လိုဖြစ်တဲ့အခါမှာတနင်္ဂနွေနေ့ဘုရားရှိခိုးတယ်အဲ့ဒီနေ့တခါမှဘုရားကြောင့်မလာဘူးတဲ့ပုံကိုတရားကိုလာပြီးတော့အော်ခင်ဗျားတို့ကြောင်ရှိသလားကြောင်တော့ကျွန်တော်ပါဝင်ခြင်းတယ်တချို့ဆောင်ကိုဝဲစရာတောင်မလို့အမဲသားပိတ်သားများကြီးတခါလေးတည်လာတာစိုက်ကားတွေနဲ့စံတွေတည်လာတာပြီးတဲ့ခါမှာလူငွေအများကြီးလာထည့်တယ်ကျွန်တော်တိဘူးတာလည်းမဟုတ်ဘူးအဲ့လိုဘုရားသခင်အော်ပွဲနမိတ်လက္ခဏာလို့လာတဲ့ခါမှာပြောစရာအရန်ကောင်းတယ်ဟာလေလုယာထီပေါက်တာတဲ့တောင်ပြောတယ်အာမင်ဘာဖြစ်လို့လဲဆိုအရန်လိုအပ်နေတဲ့ချိန်မှာနမိတ်လက္ခဏာတစ်ခုနေရာယူလာတဲ့ခါမှာဘုရားသခင်ကတတ်နိုင်တယ်ဆိုတာပို့ပြီးတော့ယုံကြည်ခြင်းရှိလာတယ်အာမင်ပျော်ရွှင်မှုဆိုတာရောက်လာတယ်ထိုနေ့လည်းကောင်းမယ်အေလိရှဲကယော်ဒန်မြစ်နားမှာရောက်လာတဲ့အခါမှာသူကြားဘူးတယ်ယောရှုတို့ကာလက်တို့ကဒီချောင်းကိုသူတို့ဖြတ်ဘူးတယ်ရီလုံးကမထိရဘူးရီကဆုတ်သွားတယ်ဆိုတာကြားဘူးတယ်ဒါကြောင့်အခုအေလိယဘာလုပ်မလဲဆိုတာသူအရန်စိတ်လှုပ်ရှားတယ်ဟာလေလုယာဒီနေ့ကျွန်တော်တက်တာထဲမှာဖယားသခင်ဒီနေ့အသင်းတော်မှာဘာလုပ်မလဲမိသားစုမှာဘာလုပ်မလဲကျွန်တော်ရဲ့လုပ်ငန်းခွင်မှာဖယားသခင်ဘာနမိတ်လက္ခဏာလုပ်မလဲဆိုတာကိုမျှော်လင့်နေတော့သူဖြစ်တယ်ဆိုရင်ဖယားသခင်အော်ပွဲနမိတ်လက္ခဏာပြုမဲ့ဖယားဖြစ်တယ်ဟာလေလုယာလက်ကုပ်တီးလက်ဖယားကိုချီးမွမ်းရအောင်ဟာလေလုယာအဲ့ဒါနဲ့ဘာဖြစ်လာလဲဆိုတော့အေလိယကသူ့ဝတ်လုံကိုချုပ်ပြီးတော့ရေကိုရိုက်လိုက်တော့ရေအထက်နဲ့အောက်နှချမ်းကွဲသွားပြီးတော့6တွေ့တော့မြေမှာနှစ်ယောက်သားလေချွန်ပြီးတော့သွားကြတယ်ဟာလေလုယာအာမင်အေလိရှဲဆိုပို့ပြီးတော့အံ့ဩတယ်ဘာဖြစ်လို့လဲသူကအခုမှကြုံဘူးတာအေလိယကတော့နမိတ်လက္ခဏာအများကြီးလောက်ခဲ့ပြီးပြီအဲ့ဒါနဲ့ဘာဖြစ်လဲဆိုတော့ဟိုဘက်ကန်းကူးသွားတဲ့အခါမှာအေလိယကစကားပြောအေလိရှဲဂီလဂါမှာနေခဲ့ပါလို့ငါပြောတာသင်မနေဘူးဘက်တယ်မှာနေခဲ့ပါလို့ပြောတာသင်မနေဘူးဂျေရီခိုလို့ပြောပြန်တယ်သင်မနေဘူးယော်ဒန်ပြောတယ်သင်မနေဘူးအဆုံးထိငါအခုတကယ်ကောင်းကင်ကငါ့ကိုချီမတော့မှာဖြစ်တယ်သင်ပါလို့ခြင်းလို့တကောက်ကောက်လိုက်တာလဲလို့ပြောတဲ့ခါမှာအေလိရှေကပြောလဲခုနကျွန်တော်ပြောတဲ့စကားကိုရော့ရဲ့နဆတော်ဝိညာဉ်စုကိုပေးပါတဲ့ကျွန်တော်မှငွေ3သိန်းရှိတဲ့တယောက်က2သိန်းချီပါဆိုပေးနိုင်မလားမပေးနိုင်ဘူး3သိန်းတောင်မပေးဘူးရှိတာတောင်မပေးဘူးလူတွေကရှိတာတောင်မတောင်းဘူးမရှိတာရောထပ်တောင်းတဲ့အေလိရှဲဖြစ်တယ်အာမင်ကျွန်တော်ကျမ်းစာထဲမှာဖတ်တဲ့အခါမှာရိုးရိုးလိုပဲထင်တယ်စဉ်းစားကြည့်ကိုယ်မှာမရှိတဲ့ဟာကိုဘယ်လိုပေးမလဲရှိတာတောင်မပေးချင်တဲ့လူတွေကအာမင်အဲ့ဒါနဲ့သင်ဒီရခဲ့သောစုကိုတောင်းတယ်တဲ့ဒါပေမဲ့အဆုံးတိုင်အောင်သင်ငါ့ကိုဖယားသခင်ချီမသွားတော့မြင်တယ်ဆိုရင်တော့သင်ဒီစုကိုရလိုက်မယ်မမြင်ရင်တော့မရဘူးဒီမှာဂျော်ဒန်ဆိုတာကဘာလဲဆိုတော့အင်္ဂလိပ်လိုပြောမယ်ဆိုရင် descender အဲ့လိုပဲ open bible မှာရှင်းပြထားတယ်စင်သက်စေသူ making disciple လို့လည်းပြောရတယ်နော် making disciple ယုံကြည်တော်သူတွေဟာယေရှုခရစ်တော်ရဲ့ Great Commission ထဲမှာပါလဲဆိုငါဤနာမ၌ကျွန်တော်သွားမယ်တင်တို့ကငါတကူပေးထားတယ်ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့နာမ၌နော်နှစ်ချင်းပေးကြပါတဲ့ငါတပည့်ဖြစ်စေလေငါရဲ့အကြောင်းကိုများများတွင်တင်ပြီးတော့တပည့်ဖြစ်စေပါလို့ယေရှုကတွင်တင်ခဲ့တယ်အာမင်ဒါမဲ့ဒီနေ့ကကျွန်တော်အဆင့်ကျော်သွားတာဆရာတွေဖြစ်ကုန်တာတပည့်တော်တင်တန်းတပည့်တော်ဆရာဖြစ်သွားတယ်ဒါကြောင့်ကျွန်တော်ကဖယားသခင်ဒီနေ့ဖြစ်စေခြင်းတော့အရာမိမိရဲ့တက်တာကိုစက္ကပ်မယ်နောက်တစ်ခုသူ့တပါးလဲကျွန်တော်တို့ကဲ့သို့ဖြစ်စေဖို့ဖယားအလိုရှိတာဖြစ်တယ်ဟာလေလုယာ descender နော်စင်သက်စေတော့သူ making disciple people တပည့်ဖြစ်စေဖို့လို့ငါဖယားသခင်ကျွန်တော်ကိုခေါ်ထားတာဖြစ်တယ်အာမင်အဲ့ဒါနဲ့ဂျော်ဒန်မြစ်ကြော်ပြီးတယ်ရုပ်တဲ့ကောင်းကင်ကတန်ထွက်ပြီးတော့ကောင်းကင်ကမီးမြင်းမီးရထားနဲ့တဲ့တခါတည်းအေလိရှဲကိုတခါတည်းရိုက်ပြီးတော့ဟိုဘက်လွင့်သွားတယ်အေလိယကိုမသွားတယ်အေလိရှဲမရဘူးဘယ်တော့ပဲလွင့်မမြင်လို့မရဘူးဆိုတော့တခါတည်းနောက်ကျွန်းပြစ်လိုက်တယ်တခါတည်းဒီလိုပက်လက်ပြီးတော့တခါတည်းထတော့မထအောင်ဘူးကောင်းကင်ကိုတေချာကြည့်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီချိန်မှာလွတ်သွားလို့ကတော့ဒီလောက်ထိလိုက်လာခဲ့တဲ့အရာအကုန်လုံးရှုံးသွားမယ်အဲ့ချင်းပြမဲ့လေမျက်လုံးဖွင့်ရတယ်အာမင်
ကောင်းကြီးခံစားခြင်းနဲ့ဆိုရင်တရားဟောတဲ့ခါမှာတေချာနားထောင်ပါအာမင်ဟာလေလုယာအဲ့ချင်းရင်တွားကြထိုးတွေယူလာပြီးချိုးပြီးတော့ဒီမှာထောက်ထားပါနော်ဒါဆိုရင်မအိပ်တော့ဘူးတော်ပြီးတော့မြစ်တောင်ခတ်မြင်ထိုးမှာနော်အဲ့ဒါကြောင့်အေလိရှဲအဲ့လောက်ထိကောင်းကြီးမလွတ်ရဘူးအေလိရှဲဘယ်ဘက်လက်ဒီဘက်ကနေခေါ်သွားမလားဟိုဘက်ကနေအပေါ့သွားတာတောင်ကြည့်မယ်ထင်တယ်ကျွန်တော်စဉ်းစားကြည့်နော်ချက်ချင်းယူခေါ်မလာဘူးဆိုတော့အေလိရှဲနေရောမနာဘူးညရောမနာဘူးလုံးဝမြစ်တောင်မခတ်ဘူးတေချာကြည့်ထားရတယ်သူ့သခင်ပဲတော့ခေါ်ခံရမလဲရုပ်တည်းခေါ်သွားတဲ့အခါမှာချစ်ချင်းអော်တယ်ဟာဣတိလမြင်းဣတိလမြည်ရထားဆိုပြီးတခါလဲអော်တယ်နော်ဘယ်တော့မှမမြင်ဘူးတာမလဲမဟုတ်ဘူးတခါလဲអော်ပြီးတော့ခါမှာအဲ့ဒါမိုးတိမ်ကကွယ်သွားတယ်အေလိယမမြင်ရတော့ကောင်းကင်ဘုံကနေအေလိယရဲ့ဝတ်လုံတချမ်းကြလာတယ်တချမ်းကိုဘာလို့ဖို့ယူသွားလဲတော့မသိဘူးနော်စုတ်ခွဲပြီးတော့တဲ့တချမ်းကိုချတယ်တဲ့တချမ်းဘာလို့ဖို့လဲတော့မသိဘူးကျွန်တော်လည်းချမ်းစာထဲမှာဆက်မရေးထားဘူးဆိုတော့ကျွန်တော်ဖတ်တဲ့အခါမှာရေးတယ်အဲ့ဒီတချမ်းဘာလို့ဖို့ယူသွားတာလဲဘာဖြစ်လို့အကုန်လုံးမချပေးတာလဲလို့ကျွန်တော်စဉ်းစားတယ်နော်ချမ်းစာဖတ်တဲ့အခါမှာတခါတလေစဉ်းစားဖို့လိုတယ်လေကောင်းကင်ဘုံမှာအဲ့ဒီဝတ်လုံကအပြတ်တိုက်ထဲမှာထည့်ဖို့လားပေါ့နော်အဲ့ဒါနဲ့အေလိယရဲ့ဝတ်လုံကျလာတဲ့ခါမှာအပေါ်ကနေကျလာတဲ့ခါမှာသူကဝတ်လုံတွေအစာရွက်တွေဆိုတာကျွတ်အိတ်တွေပါလေနော်လေတိုက်တဲ့ခါလွင့်သွားတော့လွင့်လာတာဟာအေလိရှဲကမြေအောက်ကျသွားရင်တကိုးရော့မှာဆိုတော့လိုက်ရတယ်နော်တခါတည်းကင်မိတဲ့ခါမှာအရှမ်းပြောတယ်နန်းကြည့်တဲ့ခါမှာနော်ရီမွေးနန်းတော့မထွက်ဘူးနော်ဟာချစ်ချင်းတော့တကိုးမရှိဘူးအဲ့ဒါကင်လာပြီးတော့အရှမ်းပြောတယ်အရန်စိတ်လို့ကျွန်တော်တကောက်လိုက်နေတော့အရာအခုရသွားပြီနတ်ဆတော့ဝိညာဉ်ဆိုရပြီဆိုပြီးယော်ဒန်မြစ်နားမှာရောက်လာတဲ့အခါမှာခုနကငါကိုတော်ကတရားရိုက်တယ်နှစ်ချမ်းကွဲသွားတယ်ငါလည်းရိုက်မယ်ဆိုပြီးတခါတည်းထိန်ဆိုပြီးရိုက်လိုက်တော့ဘာဖြစ်သွားလဲယော်ဒန်မြစ်နှစ်ချမ်းမကွဲဘူးကျန်းစာမှာဖတ်လိုက်မကွဲဘူးအဲ့ဒါနဲ့နောက်တစ်ခါပြန်ယူဘယ်မှာလဲအေလိယရဲ့ဖျားဆိုပြီးရိုက်လာတဲ့ခါမှာနှစ်ခါရိုက်တဲ့ခါမှာယော်ဒန်မြစ်ကွဲသွားတယ်တခါတည်းရှောက်လာတဲ့ခါမှာသူကအရှမ်းဟာနဆတော့ဝိညာဉ်စုဆိုပြီးအရှမ်းပြောပြလာတဲ့ခါမှာသူကရုပ်ကတိတ်မချောဘူးဆိုတော့လူငယ်ရောက်40လောက်ကကြည့်ပြီးတော့ဟာဒီလူကတိုးတဲ့ခါနေတယောက်ထဲလာတာဘယ်သူမှလည်းမသိဘူးဟေးထိပ်ပြောင်ဆိုပြီးတော့អော်ကြတယ်တဲ့မြန်မာလူတော့ယဉ်ကျေးအောင်ရေးထားတယ်အဲ့လိုပဲអော်တာတခါတည်းစိတ်ဆိုပြီးတော့ထောက်ဆိုခောက်လိုက်တဲ့ခါမှာတိုးတဲ့ကနေဝင်မနှကောင်လာပြီးတော့စကားတော့မပြောဘူးနော်ဒီလိုလုပ်လိုက်တယ်မြင်တဲ့သူကပြောတာဝင်မနှကောင်လာပြီးတော့ဗာပြောတယ်အဲ့ဒီလူငယ်တွေကိုအကုန်လုံးကြိုက်ပစ်ပြီးတော့ကြိုက်တည်သွားတဲ့အခါမှာသူတို့တာဝန်ကြည့်ပြီးဆိုပြန်ဆုတ်သွားတယ်စားတော့မစားဘူးအဲ့ဒါနဲ့ prophet တွေကခုနက Bethel မှာတားတဲ့သူတွေ Jericho မှာတားတဲ့သူတွေအဲ့ဒီလူတွေကလာပြီးတော့သူ့ရှိမှပြက်ဝက်ကိုးကွယ်ကြတယ်ဟာနဆလို့ဘိတ်တွေရှိတယ်ဆိုပြီးတော့ခုနကပြောနေကြတဲ့ခင်ဗျားဘာ experience မရှိဘူးဒီမှာနေခဲ့လို့ပြောတဲ့သူအလုံးကအခုအချိန်မှာတော့ဆရာခြေစူးပြုပြီးတော့ဆုတောင်းပေးပါအေလိယရဲ့အလောင်းကိုလည်းကျွန်တော်ရှာခြင်းတယ်မရှာနဲ့ငါမျက်လုံးနဲ့မျက်နှာကောင်းကင်ဘုံတက်သွားတယ်တဲ့နော်မရှာနဲ့သွားရှာကြတယ်မတွေ့ဘူးအဲ့ဒါနဲ့ရွာတဲ့ရောက်ဝင်တဲ့ခါမှာကျွန်တော်တို့ရွာကနော်ကိုဝင်ခဏပြတ်တယ်မြေကြီးမကောင်းဘူးတဲ့မြေကြီးလုံးဝမကောင်းတဲ့ခါမှာကလေးမမွေးဖွားနိုင်ဘူးဆုတောင်းပေးပါလို့ပြောတော့ဘူးတစ်တလုံးယူလာခဲ့အဲ့ဒီထဲမှာစားထည့်တယ်သူတို့ပြောတာကမြေကြီးသူလှုပ်တဲ့အခါမှာဗာလဲဘူးတစ်အဲ့ဒီမှာစားထည့်ပါတဲ့အဲ့ဒီစားကိုရေစိတ်မှာသွားချလို့ပြောတဲ့ခါမှာရေစိတ်မှာသွားချတဲ့ခါမှာရေဟာတဲ့စားထည့်လိုက်တဲ့ခါမှာချိုသွားတယ်တဲ့ကျမ်းစာထဲမှာဟာလေလုယာလက်ကုပ်တီးတဲ့ဘုရားကိုချီးမွမ်းရအောင်ဘုရားသခင်တတ်နိုင်တာ spelling မှားတာမဟုတ်ဘူးနော်ရေထဲမှာစားထည့်သွားတဲ့ခါမှာရေဘာဖြစ်သွားလဲချိုသွားတယ်တဲ့အံ့ဩစရာပဲအာမင်ဒါဘုရားရဲ့နမိတ်လက္ခဏာဖြစ်တယ်အာမင်မယုံနိုင်စေကျွန်တော်ကျမ်းစာဖတ်တဲ့ခါမှာရေထဲမှာစားထည့်တော့ငံသွားတယ်ဆိုရင်လားတဘာဝကြတယ်ဘုရားသခင်လှုပ်ပြီးဆိုရင်တဘာဝအလွန်အလုပ်လို့တော့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးလက်ဘုရားကိုချီးမွမ်းရအောင်အာမင်အဲ့ဒါကြောင့်တဘာဝဖြစ်လာမယ့်ကိစ္စတွေမျော်လင့်မနေနဲ့အဲ့ဒါတွေတဘာဝဖြစ်လာမယ်တဘာဝလွန်တော့ကိစ္စတွေအတွက်မျော်လင့်ပြီးတော့အေလိရှဲလို့ခြေလမ်းနိုင်ဖို့ဘုရားသခင်ကောင်းချီးပေးပါစေဟာလေလုယာစားထဲတဲ့အခါမှာချိုသွားတယ်ယနေ့အထိတဲ့မြုံတော့သူမရှိတော့ဘူးကလေးပြတ်ကြတယ်ဆိုတာမရှိတော့ဘူးအာမင်အဲ့ဒါနဲ့အေလိယကနမိတ်ကနာ9ခုလုပ်တယ်အေလိရှဲကနဆလုပ်တယ်တချို့ကအေလိယကတဲ့န
လက်ကဆက်လီကိုလုပ်တယ်အေလိရှေက20နဲ့ဘယ်လောက်လဲ10ခုလုပ်တယ်အဲ့လိုပြောကြတယ်ကျွန်တော်ကြည့်လိုက်တော့28ခုလောက်တွေ့တယ်နော်မိုးရွာဘူးဆူတောင်းတာရဲ့မရွာဘူးပြန်ဆူတောင်းတာရဲ့အဲ့ဒါတွေက2ခုဖြစ်သွားတဲ့ခါမှာတချို့ကတစ်ခုလိုရည်တွက်တဲ့ခါမှာအဲ့ဒါမှာ9ခုလောက်ပဲဖြစ်တယ်တကယ်တော့28ခုလောက်ကျွန်တော်တွေ့ရတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ဝင်ငါချင်တော့အရာကဖယားသခင်ကယုံကြည်သူများကိုတန်တရားလဲနေတော့ဘဝမှာကုန်ခဲ့တဲ့9နှစ်ကလည်းဒီလိုပုံစံပဲယုံကြည်ခြင်းလည်းဒီအတိုင်းပဲ living standard လည်းဘာမှတိုးတက်မှုမရှိဘူးတိုးတက်တာစပင်ကကျွတ်သွားတာပဲရှိတယ်နော်သွားရကျွတ်သွားတာပဲရှိတယ်အသက်ကကြီးသွားတာပဲရှိတယ်ယုံကြည်ခြင်းလည်းမခိုင်ခန့်ဘူးဆိုတာဖယားသခင်မဖြစ်စေခြင်းဘူးအာမင်ဒီနေ့ဖယားသခင်ယုံကြည်ခြင်းမှလည်းပဲခြေလန်းလန်းစေခြင်းနဲ့ဖယားဖြစ်တယ်ဟာလေလုယာထိုနေ့၎င်းပဲကောင်းကြီးမင်္ဂလာထဲမှာလည်းပဲကောင်းကြီးမင်္ဂလာကလေဖယားသခင်တို့ခြေလန်းလန်းလိုက်နောက်ကနေတကောက်ကောက်လိုက်လာတာဖြစ်တယ်ကျွန်တော်ကိုစောင့်အောင်ကျွန်တော်ကိုစောင့်အောင်ဆိုပြီးကောင်းကြီးကလိုက်လာတာဖြစ်တယ်ဟာလေလုယာအာမင်ကောင်းကြီးကလိုက်လို့မရဘူးဒါပေမဲ့ကောင်းကြီးကကိုယ့်ကိုလိုက်တာလေအာမင်အဲ့ဒါပဲမှရှိလဲဆိုတော့ဘုရားသခင်ဘာတွေလုပ်အောင်မလဲကျွန်တော်သက်တာအဖြစ်ငွေပဲမဟုတ်ဘူးအာမင်ချမ်းသာရေးလည်းဖြစ်နိုင်တယ်အာမင်စီးပွားရေးလည်းဖြစ်နိုင်တယ်အမှုတော်ထဲမှာလည်းဖြစ်နိုင်တယ်မိသားစုထဲမှာလည်းဖြစ်နိုင်တယ်မဖြစ်နိုင်တဲ့ကိစ္စတွေပေါ်မှာဘုရားသခင်ဘာတွေလုပ်မလဲဆုတောင်းခြင်းနဲ့မျှော်လင့်ပြီးတော့ခြေလန်းလန်းလာတဲ့ခါမှာဘုရားသခင်ကအံ့ဩဖွယ်သောအမှုတွေလုပ်နေတော့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့် Gilgal ဆိုတဲ့နေရာမှာဒါတန်တရားလဲအပတ်တိုင်းတနင်္ဂနွေနေ့လာတယ်ဘာမှတိုးတက်မှုမရှိတဲ့ဘဝကိုမဖြစ်စေချင်ဘူးဘုရားเจ้าထဲမှာပဲပြောပြီးတော့ကြံတဲ့ကိစ္စကိုလုံးဝဆရာတွေရဲ့တာဝန်ဆိုတဲ့ဟာမျိုးလဲဖြစ်စေချင်တဲ့ဘုရားမဟုတ်ဘူးအာမင်အာမင်ဘုရားကိစ္စမှန်တမျှကျွန်တော်ကိစ္စဖြစ်တယ်လို့သတ်မှတ်ဖို့ဘုရားရှင်အလိုရှိတာဖြစ်တယ်ဟာလေလုယာ Jericho ဆိုတဲ့မိမိအသက်တာကိုပူဇော်တော့အာမင် Jordan ဆိုတဲ့သူ့တပားကိုပြန်လဲတွင်တင်နိုင်တော့အသက်တာအာမင်ဟာလေလုယာဖယားသခင်ဒီနေ့ကျွန်တော်တို့ကိုယုံကြည်သူအဆင့်ပြီးတစ်ဆင့်ပို့ဆောင်ခြင်းတော့ဖယားသခင်ဖြစ်ပါတယ်အာမင်ဟာလေလုယာဟာလေလုယာတမန်တော်တွေလည်းပဲထုံနေကောင်ဖယားရှင်ကောင်းချီးပေးခဲ့တယ်အရင်တော့ကတော့ကြောက်တဲ့သူဖြစ်ခဲ့တယ်ဝိညာဉ်တော်ရတဲ့အခါမှာကြောက်တဲ့သူမဟုတ်တော့ဘူးနော်သူတို့ကိုစုံမပြီးတော့ပါရိုက်ပြီးထိုးပြီးတော့ကြိတ်ပြီးတော့တခါတည်းချိန်လုံးနေနဲ့ရိုက်တဲ့အခါမှာသူတို့ကဘာပြောလဲဆိုတော့ပြီးသူတို့ကအဲ့လိုခံရခြင်းကမုံမြတ်တယ်လို့ကျွန်ုပ်ခံယူတယ်ဆိုပြီးတော့တရားယုံကနေထွက်သွားတယ်အဲ့ဒါကြောင့်သူကိုယ်တိုင်စာရေးတဲ့အခါမှာပီတရုစာရေးတဲ့အခါမှာခရစ်ယာန်ဖြစ်သောကြောင့်ခံရလျင်စိတ်မပြတ်နဲ့အာမင်အဲ့ဒါမင်္ဂလာရှိတယ်လို့ပီတရုကဩဝါဒစာထဲမှာရေးထားတာဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့ခံဖို့တော့သွားစက္ကန့်နေဖို့တော့ပြောတာမဟုတ်ပဲနဲ့ဖယားသခင်အတွက်ကျွန်တော်ဘာလုပ်နိုင်မလဲဆိုတာခြေလန်းလန်းဖို့ကျွန်တော်တိုက်တွန်းချင်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်ခွန်အားပေးခြင်းတဲ့ဒီနေ့ဒီလေးချက်Gilgal, Bethel, Jericho ပြီးတဲ့ခါမှာဗာလဲနောက်ဆုံးက Jordan ဒါကြောင့်ကျွန်တော်အသက်တာထဲမှာ Bethel လည်းကောင်းပါတယ်နောက်ဆုံးဘုရားကျောင်းမလာတာထက်တော့ဘုရားကျောင်းလာတာကောင်းပါတယ်အဲ့ဒီအစင်းလောက်နဲ့တော့မချိနှပ်ဖို့ကျွန်တော်ခွန်အားပေးခြင်းတယ်အာမင်ခြေလန်းလန်းရအောင်ဘုရားသခင်ဘာနမိတ်လက္ခဏာတွေကျွန်တော်မိသားစုတို့လုပ်မလဲဆိုတာမျှော်လင့်ခြင်းနဲ့အသက်ရှင်ဖို့ကျွန်တော်တိုက်တွန်းခြင်းတယ်အာမင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 ်အဲ့လိုမျှော်လင့်တဲ့အသက်တာထဲမှာဘုရားသခင်ကကြီးမားသောအမှုတွေလုပ်တဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာကျွန်တော်ခုနပြောတယ်3လကျွန်တော်ဖျားခဲ့တယ်အယိုးပေါ်အရေးတင်အသားကလည်းတဖြည်းဖြည်းဝါတယ်နောက်ပိုင်းမှာမဲသွားတယ်တော်တရားပါပြောလို့ဆိုခင်ဗျားမျက်နှာမှာနှာခေါင်းပဲခြံတယ်တဲ့နော်သူများဝမ်းနေနေတဲ့အချိန်မှာအဲ့လိုခွန်အားပေးသွားတာရှိတယ်နောက်ဆရာတပားပါပြောလဲဆိုတော့ဆရာကမဟောက်ကအခုမှအတင်းတော်စတာတဲ့တင်းချမ်းကုန်းတောင်မရှိသေးဘူးတဲ့ခင်ဗျားပြန်လိုက်တော့တဲ့ကလေးမျိုးပြန်လိုက်တဲ့ဘာဖြစ်လို့လဲဆိုတော့တေးသွားရင်တကြိုမဲ့နေရာမရှိဘူးတဲ့အဲ့လိုခွန်အားပေးခြင်းခံရတယ်အဲ့ဒါကပဲအချိန်မှလဲဆိုတော့ဆရာဝန်တွေလက်မြောက်နေတဲ့အချိန်လားဆရာမတွေလက်မြောက်နေတဲ့အချိန်လားလူတွေလက်မြောက်ဆုတောင်းတဲ့သူလက်မြောက်နေတဲ့အချိန်မှာအဲ့လိုဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကလုံးဝမသေးရဘူးအာမင်ဘုရားသခင်အမှုတော်ထဲမှာတွာလာမယ်အာမင်ဘုရားရှင်ကကျွန်တော်ကိုတစ်နှစ်အသုံးပြုအောင်မယ်ဟာလေလုယာဒီနေ့ဘုရားသခင်အသုံးပြုနေတယ်အဲ့ဒီမန္တလေးမှာရှိတော့ကကျွန်တော်မြင်တဲ့သူအခုမမှတ်မိတော့ဘူးမင်းသားထင်လို့အာမင်ဟာလေလုယာကရင်အတော်တယောက်အမိုးကျွန်တော်တို့အဲ့လိုပဲခေါ်တယ်သူ့နာမည်တောင်မခေါ်ဘူးလာတဲ့ခါမှာ focus ကစာအုပ်တွေလာဝယ်တချင်းစာအုပ်တွေလာဝယ်တော့အမိုးနေကောင်းလားလို့ပြောတော့
ကျွန်တော်ကမမိတ်ဆက်ဘူးကိုမမိတ်ဆက်ကြည့်တယ်ဟာဒါမှမမိတော့ဘူးဘာတူလဲတေချာကြည့်ပြီးတော့နော်စကားပြောပါလို့ပြောကြည့်တယ်လုံးဝမမိတော့ဘူးကျွန်တော်ခင်ကဘာလို့ပြောတဲ့ခါတခါတည်းဒီဘိုက်ကိုကင်ပြီးတော့ဒါကြီးလားဆိုပြီးတော့လာကင်သွားတယ်ဆရာတွေဘာတွေနားမလဲဘူးသူဒီလောက်ထိကြီးနိုင်သလားဆိုပြီးတော့နော်အရင်နှုန်းကအရန်ပိန်ခဲ့တယ်တေခါနေပြစ်ခဲ့တဲ့ဟာကို तू တေချာဆုတောင်းပေးခဲ့ဘူးတယ်မြင်ခဲ့ဘူးတယ်မျောလင်းချက်တောင်မရှိတော့ဘူးလို့သူတို့သတ်မှတ်ထားတဲ့သူကဒီလိုဘိုက်တောင်ပူနိုင်တယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ဘာဖြစ်လို့ဘိုက်ပူလဲဆိုတော့အဲ့ဒါကျမ်းမာကြောင်းတက်တည်ပြလို့ဖြစ်တယ်အာမင် exercise မလုပ်နိုင်လို့မဟုတ်ဘူးအာမင်အဲ့ဒါကြောင့်နော်ဖယားသခင်ဘာတွေကျွန်တော်တက်တာမှာလုံမလဲဆိုတာကိုမျောလင်းတဲ့ကြီးနဲ့စောင့်နေပါအံ့ဩဖွယ်ဖယားသခင်ကတင်မမျောလင်းနေတိုင်အောင်ဖယားသခင်အံ့ဩဖွယ်အမှုပြုမှာဖြစ်တယ်ဟာလေလုယာခဏလောက်မတက်ထားရအောင်နော်ခဏလောက်မတက်ထားရအောင်ကျွန်တော်အားလုံးကိုကျေးဇူးပြုပြီးတော့ musician နဲ့နော်ခဏလောက်ကျွန်တော်ဆုတောင်းစက္ကတာတစ်ခုပြုခြင်းနဲ့တချင်းတစ်ပုတ်လောက်ရှည်တော့ရှည်သွားပြီနော်တချင်းတစ်ပုတ်လောက်နော်စက္ကတာတချင်းတစ်ပုတ်လောက်အစဉ်ပြေမဲ့ဟာတစ်ခုရွေးစီခြင်းနဲ့ဒီနေ့ကျွန်တော်အားလုံးကိုခေါ်ပိတ်ခြင်းနဲ့ဘာတို့ခေါ်ပိတ်ခြင်းတယ်လဲဆိုတော့ကျွန်တော်တတ်နိုင်တဲ့ကဏ္ဍမှာဘုရားသခင်တွေ့ပါဝင်မယ်နော်အချိန်ပြည့်ဖြစ်ခြင်းမဖြစ်မယ်ပေးကမ်းခြင်းလည်းဖြစ်နိုင်တယ်မိမိကိုယ်တိုင်ဟောပြောခြင်းလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်မိမိကိုယ်တိုင်ကအလူငွေအပြင်ပါဝင်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဆရာသမားတွေအတွက်အဖက်ဖက်ကနေကူညီတာလည်းဖြစ်နိုင်တယ်နော်တဆုံတစ်ခုအတွက်ဒီနေ့ကျွန်တော်ဘုရားသခင်အတွက်ဆက်ကပ်မယ်ဆိုတဲ့ပုံကူများရှိခဲ့မယ်ဆိုရင်ရှေ့မှာကျေးဇူးပြုပြီးတော့လာရောက်ပေးပါကျွန်တော်အတူတူကဆုတောင်းခြင်းနဲ့အတူတူကဆုတောင်းရအောင်ဘုရားသခင်ကကျွန်တော်ရဲ့ဆုတောင်းခြင်းကျွန်တော်ဆက်ကပ်ခြင်းကိုဘယ်တော့မှညှင်းပယ်တော့ဘုရားမဟုတ်ဘူးအာမင်ကျွန်တော်ကိုကောင်းချီးပေးဖို့အမြဲတမ်းစောင့်မျှော်ပေးနေတဲ့ဘုရားသခင်ဖြစ်ပါတယ်ဟာလေလုယာဆက်ကပ်ခြင်းနဲ့ဆိုရင်လာပါတကယ်လို့အချိန်ပြည့်ဆက်ကပ်ခြင်းနဲ့တနေ့တော့အခါမှာကျွန်တော်ဘုရားသခင်အတွက်အချိန်ပြည့်ဆက်ကပ်မယ်အခုမဟုတ်သေးဘူးเนาะတနေ့တော့အခါမှာကျွန်တော်ဘုရားသခင်အတွက်ဆက်ကပ်မယ်ဘုရားသခင်ကျွန်တော်ကိုအသုံးပြုမယ်လုံးဝယုံကြည်ပါเนาะဆက်ကပ်လာပါဘုရားသခင်ကောင်းချီးပေးမှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့လုံနိုင်တာမဟုတ်ဘူးကျွန်တော်တတ်နိုင်တာမဟုတ်ဘူးကျွန်တော်ကောင်းခြင်းကြောင့်မဟုတ်ဘူးကျွန်တော်ကိုရွေးကောက်တော်မူတော့ဘုရားသခင်ကအရာခတ်သိမ်းကိုတတ်နိုင်တော့အရှင်ဖြစ်တယ်အာမင်မိသားစုမှာမပြောင်းလဲနိုင်တော့အရာမျောလင့်ခြင်းမရှိတော့အရာရှိခင်လည်းလာပါဆုတောင်းရအောင်ဘုရားသခင်တတ်နိုင်တယ်ဟိုမပြောင်းလဲနိုင်ဘူးဘယ်လောက်ပဲဆုတောင်းမပြောင်းလဲနိုင်ဘူးဘုရားသခင်တတ်နိုင်တယ်ဟာလေလုယာဟိုဘယ်လောက်ပဲတရားဟောမပေါက်နိုင်ဘူးဘုရားသခင်တန်ရှင်တော်ဝိညာဉ်တော်ကတတ်ချက်လေးသူ့ထိမယ်ဆိုရင်လုံးဝပြောင်းလဲသွားမှာဖြစ်တယ်ဟာလေလုယာဘုရားသခင်တို့ခက်ခဲတော်မူမရှိဘူး with God ဘုရားသခင်နဲ့ဆိုရင်ခတ်သိမ်းတော်မူတော့ဖြစ်နိုင်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာနာကြောင့်ကျွန်တော်ဒီကိုကိုချင်းတချင်းတပုတ်ဆိုရအောင်အဲ့ဒီချိန်မှာအတူတူကဆူတောင်းရအောင်ဘုရားရှင်ကကျွန်တော်အသက်တာမှာမိသားစုမှာအနာဂတ်မှာအံ့ဩဖွယ်သောအမှုတွေပြုမှာဖြစ်တယ်ဖြစ်နိုင်အားလုံးအတူတူကလက်မြောက်ထားရအောင်နော်လက်မြောက်ပြီးတော့အားလုံးလက်မြောက်ပြီးတော့ဘုရားကိုကိုးကွယ်ရအောင်စကားပြောနေပြီရမောတော်နဲ့လွမ်းမိုးဒီရနမ်လဲနိုင်တော့နဲ့နေရပြန်အာမင်ဟာလေလုယာအားလုံးဘုရားသခင်ကိုးကွယ်ရအောင်နှလုံးသားကျွမ်းမဲ့နဲ့ဘုရားကိုကိုးကွယ်ရအောင်ဝိညာဉ်တော်စင်စွာလေသူတစ်ခုလုံးပြောင်းလဲအာမင်ဆာမတ်သူကိုသူတီစကားပြောနေပြီဟာလေလုယာမြတ်မောက်တော်နဲ့လွမ်းမိုးပြီမတိ၍နာမလဲနိုင်တော့နဲ့လေရများဝိညာဉ်တော်ဟာလေလုယာနဲ့ရှိုင်းဆုံးတော်ဒီရှာပြတော်ကိုရောမြတ်မောက်မှာရာရာပြည့်စုံအာမင်ပြောင်းလဲအာမင်ဟာလေလုယာမျက်မှောက်တော်ထဲ၌အရာခတ်သိမ်းဟာပြောင်းလဲလာမှာဖြစ်တယ်မပြောင်းနိုင်သောယောဂါတွေပြောင်းမှာဖြစ်တယ်မဖြစ်နိုင်သောခြင်းတွေလုံးဝရှင်းတော်ဝိညာဉ်ဖြစ်လာမှာဖြစ်တယ်ဟာလေလုယာမပြောင်းလဲနိုင်သောသူတွေနှလုံးသားကိုရှင်းတော်ဝိညာဉ်တော်တို့ထိမှာဖြစ်တယ်အိုးဟာလေလုယာမိသားစုတာယာကြီးတွေသူတို့ရှင်းတော်ဝိညာဉ်တော်တို့ဖြစ်တယ်အာမင်ဟာလေလုယာဟာလေလုယာOh Rama Kapata Kashite Kite
Rida Kashana Kapata